အားလုံးပဲကျွန်တော်တို့ရဲ့တောင်ကြီး conference ရဲ့ Holy Spirit conference ရဲ့နောက်ဆုံးရက်နောက်ဆုံးအချိန်ကိုကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်။ဘယ်နှယောက်ကဒီနောက်ဆုံးအချိန်အတွက်ဘုရားသခင်ထံကများစွာမျှော်လင့်တယ်လေ။များစွာအာမင်ဟာလေလုယာဒီအရက်မှာကျွန်တော်တို့ကဘုရားနဲ့တွေ့ဖို့လိုတယ်။ဒီအရက်မှာသူကျွန်တော်တို့ဘဝတွေကိုများစွာသောအရာတွေသူအနှဲမှာဖြစ်တယ်ယေဇကျေလကိုဘုရားသခင်ကတရက်မှာယေဇကျေလအခန်းကြီး3မှာဘုရားကယေဇကျေလကိုသူဘာပေးလဲဆိုတော့ယေဇကျေလကိုစာဆောင်တစ်ဆောင်ပေးတယ်အဲ့ဒီစာဆောင်ကိုယေဇကျေလကိုဘုရားကစားခိုင်းတယ်အဲ့ကျွန်တော်အဲ့ဒီကျမ်းပိုက်ကလေးကိုကျွန်တော်ကြည့်စေချင်တယ်အခန်းကြီး3အငယ်1မှာဖန်ချင်းလူသားတင်တွေ့သောအရာကိုစားလောဤစာလိုက်ကိုစားပြီးလေဣသရေလအမျိုးသားတို့ရှိရာသို့တွား၍ဟောပြောလောဟုမိန့်တော်မူသည့်အတိုင်းငါသည်ပါဇက်ကိုဖွင့်စဉ်ထိုစာလိုက်ကိုခွန့်တော်မူလျက်ချင်းလူသားငါပေးသောဤစာလိုက်ကိုစား၍ဝမ်းပြည့်စေလောဟုမိန့်တော်မူသည့်အတိုင်းငါသည်စား၍ပါဇက်၌ပြားရည်ကဲ့သို့ချို၏စသွားရအောင်တဖန်ချင်းလူသားဣသရေလအမျိုးသားတို့ရှိရာသို့တွား၍ငါစကားကိုဟောပြောလောသင်မတိမကျွမ်းနားလေခဲသောစကားကိုပြောတတ်သောလူမျိုးရှိရာသို့သင်ကိုငါစေလွတ်သည်မဟုတ်ဣသရေလအမျိုးရှိရာသို့စေလွတ်၏အာမင်ကျွန်တော်အခန်းငယ်1ကိုပြန်ပြောင်းလာပေးပါအဲ့တော့ယေဇကျေလကဘုရားသခင်ပေးတဲ့စာဆောင်ကိုသူစားလိုက်တယ်အဲ့ဒီစားလိုက်တာပြီးတာနဲ့ယေဇကျေလကဖျားအတန်ကိုအရင်လိုနားထောင်စရာမလိုတော့သူစားလိုက်တဲ့စာဆောင်ကဝိညာဉ်လောကထဲမှာစားတာဒါပေမဲ့သူစားပြီးတဲ့အခါပါဇက်မှာပြားရည်ကဲ့သို့ချိုတယ်တဲ့သူအဲ့ဒါလဲစားပြီးရောသူဗိုက်ပြေသွားပြီဘာစားပြီးတော့ဆိုစားဆောင်စားလိုက်တာစားလဲစားပြီးတော့အခန်းကြီး3ကနေစပြီးယေဇကျေလကဝိညာဉ်တော်ရဲ့ခြီခြင်းကိုခံရတယ်အရင်တော့ဝိညာဉ်တော်သူ့အဲ့လိုမခြီသွားဘူးအခုကဝိညာဉ်တော်ကတစ်ချိန်လုံးခြီတယ်နေရာတိုင်းရှောက်ခြီသွားတာအခုယေဇကျေလကမြို့တွေကိုကားစီးစရာမလိုတော့ယထာစီးစရာမလိုတော့စားဆောင်တစ်ဆောင်စားတာဝိညာဉ်တော်ကသူ့ရှောက်တယ်သွားတော့တာဘလောက်ထိတယ်လဲဆိုတော့ယေဇကျေလကတရက်အိမ်မှာနေတဲ့အချိန်ယေဇကျေလကိုဝိညာဉ်တော်ကတယ်လဗိဗရွာဆိုတဲ့တယ်လဗိရွာတရွာကိုခေါ်သွားတယ်ဘယ်နှရက်ခေါ်လဲဆိုတော့9ရက်ခေါ်သွားတယ်ဒီ prophet တယောက်ကနေရာမှာတပြိုင်တည်းထင်ရှားလို့ရတယ်ဘာကြောင့်လဲဆိုတော့အဲ့စာဆောင်ရဲ့အဖတ်ကြောင့်ဖြစ်တယ်စာဆောင်စားပြီးတဲ့အချိန်ယေဇကျေလကနေရာမှာတစ်ချိန်နဲ့ထင်ရှားတယ်သင်စဉ်းစားကြည့်အခုသင်ဒီမှာထိုင်နေတယ်အိမ်မှာလည်းထိုင်နေတယ်အာမင်ဟာလေလုယာဟာလေလုယာကျွန်တော်ဘုရားမှာတပြိုင်နက်တည်းနှစ်နေရာမှာပေါ်တာဖြစ်ဖူးတယ်အာမင်တနေရာကကျွန်တော်ဆုတောင်းအစည်းအဝေးမှာတနေရာကကျွန်တော်ကြောက်ကပ်နာနေတဲ့သူကိုဆုတောင်းပေးတာပျောက်သွားတယ်တပြိုင်နက်တည်းဖြစ်တာဟာလေလုယာဟာလေလုယာမြို့နှစ်မြို့မှာဖြစ်တယ်မြို့နှစ်မြို့မှာတပြိုင်နက်တည်းထင်ရှားတယ်ဒီနာယီပဲဒီရက်ပဲအာမင်ကျွန်တော် spiritually ကျွန်တော်ဘဝင်ဖြစ်သွားတယ်ဆုတောင်းဥဆောင်ရင်းနဲ့ဘဝင်ဖြစ်သွားတယ်ဆိုတာပေတရုဆုတောင်းနေရင်နဲ့ဘဝင်ဖြစ်တယ်လို့ပဲရုတ်တရက်ကျွန်တော်ရဲ့ spirit ကဝိညာဉ်လောကထဲမှာကျွန်တော်အခြားမြို့ကလူတစ်ယောက်ကိုကျွန်တော်လက်တင်ပေးတယ်အဲ့နေ့မှာပဲအဲ့နာရီမှာပဲအဲ့ဒီလူနဲ့ကျွန်တော်အပြင်မှာမတွေ့ဘူးကျွန်တော်ကတနေရာမှာရှိနေတယ်ဆူတောင်းဥဆောင်နေတယ်ဘဝင်ဖြစ်ပြီးတော့ကျွန်တော်အခြားသောဘာသာစကားပြောရင်းနဲ့ဘဝင်ဖြစ်ပြီးတော့ကျွန်တော် spirit ကဆူတောင်းခန်းထဲမှာမရှိတော့တခြားမျိုးရောက်တယ်ကျွန်တော်ထင်တာ spirit ပဲရောက်သွားတယ်ထင်တာနောက်နေ့ရောက်တော့ကျွန်တော်ဆူတောင်းပေးတဲ့ကြောက်ကပ်ပျောက်သွားတဲ့သူကနောက်နေ့ဖျားเจ้าလိုက်လာပြီးကျွန်တော်ကိုကျေးဇူးတင်စကားပြောတယ်Hallelujah. Hallelujah.
လူတိုင်းကဆူတောင်းစည်းဝေးထဲမှာစိတ်ကူးရင်လို့ရတယ်တင်အမေရိကလည်းသွားလို့ရတယ်ဂျပန်လည်းသွားလို့ရတယ်ဒါပေမဲ့တင်တွေးလိုက်တဲ့သူကနောက်နေ့မှာတင်ကိုတင်ဆူတောင်းပေးလို့ပျောက်သွားလို့ဂျေဇုတင်စကားပြောတယ်ဆိုတာတင်နှစ်နေရာမှာပေါ်မှပြောလို့ရမှာဟာလေလုယာအာမင်အာမင်ဒီလိုကကျွန်တော်လာပြောတယ်ဆရာမနေ့ကကျွန်တော်နဲ့ဒီနာရီဒီမိနစ်မှာကျွန်တော်နဲ့ဒီမြို့မှာဆူတောင်းပေးတာကျွန်တော်ကြောက်ကယောဂအခုပျောက်သွားပြီမရှိတော့ဘူးအာမင်ဟာလေလုယာဂျွန်ဂျီလိတ်ကအင်္ဂလန်သွားတော့အင်္ဂလန်ကကောင်မလေးတယောက်ကလာနှုတ်ဆက်တယ်ဆရာတဲ့မနစ်ကလာတော့ကဆူတောင်းပေးတာတဲ့ကျမ်းမာသွားပြီတဲ့ဂျွန်ဂျီလိတ်ကအခုမှအင်္ဂလန်ကိုပထမဦးဆုံးရောက်ဖူးတာဒါပေမဲ့မနစ်ကတခါလာသွားတယ်မနစ်ကအဲ့မိန်းကလေးကိုလာလက်တင်သွားတယ်အဲ့အမျိုးသမီးကကျမ်းမာသွားတယ်တရမှာဂျောရှုအာမေးစ်ကအိပ်ပျော်သွားတာတရုတ်ပြည်ရောက်သွားတယ်အာမင် miracles တွေပါတရုတ်ပြည်မှာလုပ်တယ်တော်သေးတယ်အမေရိကန်ပြန်ရောက်လို့မဟုတ်ရင်တရုတ်ပြည်မှာ overstay ဖြစ်ပြီ hallelujah miracle ကလည်းနှစ်ခါလုံးဖြစ်မှာအာမင် hallelujah အာမင်ဖိလိပ္ပုကယေနေချင်းပေးလိုက်တာတခြားမျိုးရောက်သွားတယ် hallelujah အဲ့တော့ယေစကြည်လကစာဆောင်ကိုဝိညာဉ်လောကတွေမှာပြားရည်ကဲ့သို့ချိုတယ်တဲ့ဟိုစားလဲစားပြီးတော့ဘုရားသခင်ကသူ့ကိုဘေးတစ်ဆောင်အိတ်ခိုင်းတယ်ယေစကြည်လအခုကဗဇက်နဲ့ prophet ပြုတ်စီရမလို့တော့မင်း6တော့တစ်ချက်လမ်းရင်အဲ့ဒါ prophecy လက်မြောက်ရင် prophecy အဲ့ရင် prophecy သမင်းစားရင် prophecy hallelujah ယေစကြည်လဟင်းချက်တာတော့မှကြိုက်တဲ့ဟင်းချက်လို့မရတော့ဘူးချက်သမျှဟင်းတွေက prophecy ဖြစ်သွားတာဘာကြောင့်လဲဆိုတော့ယေသကြည်လရဲ့စပင်ကနေခြေမအထိ prophecy ဖြစ်သွားတယ် hallelujah amen တရားခရီးထွက်လို့ရှိရင်ကျမ်းစာအုပ်နဲ့ prophet ပြန်မို့သင်ဝင်လာတော့က prophecy ရောက်လာ the money is coming လို့ကြီးညာစရာမလိုသင်ဝင်လာရင်ငွေတွေဝင်လာတယ်ဘာဖြစ်တာလဲသင်တကောလုံးက prophecy ဖြစ်သွားပြီတကောလုံးကနှုတ်ကပတ်တော်ဖြစ်သွားပြီ hallelujah လက်မြောက်ရင်လည်းနှုတ်ကပတ်တော်ပဲယေသကြည်လလက်တောင်မမြောက်ရဘူးအိတ်တာတောင်မှဘေးတစ်ချမ်းပဲအိတ်ရတယ်ဘာလို့ဆို prophecy hallelujah ပကြီးဆွဲရင်လည်း prophecy ရောင်ပြီးဆွဲလို့မရအောင်ယေသကြည်လရဲ့ပကြီးတွေပါဇက်ကအာသန်းရင်လည်း prophecy အာမင်ရင်လည်း prophecy အိမ်ရင်လည်း prophecy စားရင်လည်း prophecy လမ်းလျှောက်ရင်လည်း prophecy ဟေရှာယကအင်ကြီးချွင်လည်း prophecy ဝတ်ထားရင်လည်း prophecy သင်တကောလုံးက prophecy ဖြစ်လိမ့်မယ် hallelujah ယေသကြည်လတို့ဟေရှာယတို့ကတိတ်ပြီးတော့ရေတောက်စရာမလိုဘူးသူတို့ prophecy ကတိတ်မမောဘူးလူနဲ့တင် prophet ပြုနေတာအာမင် hallelujah ယေသကြည်လမှာအိတ်တာတောင်မှဘယ်ရွေးရမလားညာရွေးရမလားအားလုံးကသူတချမ်းအိတ်ရင်ဟိုမှာ miracle ဖြစ်ပြီဒီဘက်တချမ်းပြန်လဲ miracle ထပ်ဖြစ်တယ်နိုင်ငံတနိုင်ငံရဲ့ကြဆင်းခြင်းဟာယေသကြည်လဘလို့အိတ်တလဲနဲ့ဆိုင်တယ်ဝါဝါယေသကြည်လထိုင်ရင်လဲ prophecy ထိုင်ရင်လဲ prophecy ဝိညာဉ်တော်ဒီငါအထဲကိုဝင်တဲ့ဖြစ်တဲ့မတ်တက်နေစေတဲ့ဖြစ် prophecy ယေသကြည်လလမ်းလျှောက်ရင်လဲ prophecy ပြေးရင်လဲ prophecy hallelujah ဟိုရာဘစန်တာကာဘာယာ hallelujah သင်ဘာလို့ prophecy ဖြစ်လာမယ်သင်ဟာသင်ဝိညာဉ်ရေးရဒီနေ့ကစပြီးနိုးကြတဲ့ကဲ့သို့သင်အိမ်ရမိသားစုတွေနိုးကြလိမ့်မယ်ဘာလို့လဲဆိုတော့သင်ဟာ prophecy ဖြစ်သွားပြီသင်ဟာ prophecy ဖြစ်သွားပြီ hallelujah hallelujah ဘာလို့ prophecy amen amen အသက်ရှူရင်လည်း prophecy ပဲသင်လေးလံထိုင်းမိုင်းတယ်ထိုနေ့၌ဖြစ်တဲ့ကဲ့သို့သင်အမျိုး၌ဖြစ်လေ၏ဘာဖြစ်လို့လဲကျွန်တော်ပါဇက်ကပြောစရာမလိုသင်ရဲ့ထိုင်းမိုင်းမှုဟာ prophecy သင်ရဲ့တကြွမှုဟာ prophecy hallelujah
အဲ့တော့တင်းကိုတင်းသတိထားရတော့မယ်ငါဒီနေ့လမ်းလျှောက်ရင်တော့မှနေတုံလုပ်လို့မရဘူးငါ prophecy ဖြစ်တယ်ငါ prophecy ဖြစ်တယ် hallelujah ပြောငါ prophecy ဖြစ်တယ်ငါ prophecy ဖြစ်တယ်မာခါလာပါယာ you are prophecy you are prophecy အလုံးတလို့ရသင်ရဲ့ငွေကြေးတွေကအဲ့တိုင်းပဲချီတက်လာလိမ့်မယ်အချို့ကဖနောက်တောင်မမြောက်ဘူးဖြစ်တယ် hallelujah hallelujah Rapa Santa Kabaya သင်ရဲ့ prophecy ဖြစ်တယ်တရက်မှာအေလိရှဲကဘယင်ကိုလက်တင်တယ်ခဏလောက်လာအောင်ဘယင်ဒီနားလောက်ပါဟာလေလုယာဣသရေလဘယင်ကိုအေလိရှဲကလက်တင်တယ်ဘယ်လိုလုပ်လဲလေးကိုယူ၍လေးမြလေးကိုက်မယ်ပြစ်မဲ့ပုံပြစ်မဲ့ပုံအေးအဲ့တိုင်းချိန်နာတကားကိုဖွင့်၍ပြစ်လော့အာမင်ပြစ်တန်ထွက်မယ်ဟာလေလုယာအာမင်အဲ့တော့အေလိရှဲကလက်တင်ထားတယ်ဘုရင်ကိုအေလိရှဲဘုရင်ကိုပြောပြီးမြားကိုလည်းယူ၍မြားကိုထုတ်လိုက်ဒီတကမပြစ်နဲ့မြေကိုရိုက်ဟိုဒီဘက်နဲ့လေခုနထုတ်တာဒီဘက်ရိုက်မြားနဲ့ရိုက်အဘဲကြောင့်တစ်ချိန်သာရိုက်တနည်းအဘဲကြောင့်တစ်ချိန်ပဲရိုက်ရလေရိုက်ဒိန်နောက်တစ်ချက်ဒိန်ရပြီဟာလေလုယာအေလိရှဲဘာပြောလဲအဘဲကြောင့်3ချိန်သာရိုက်တနည်းသင်ဒီ3ချိန်သာရိုက်တော့ကြောင့်ရန်သူကို3ချိန်ပဲလှုပ်ကြံလိမ့်မယ်အဘဲကြောင့်5ချိန်6ချိန်မရိုက်တနည်းသင်ဒီ5ချိန်6ချိန်ရိုက်ရင်ရန်သူတွေကိုအကုန်အစင်လှုပ်ကြံလိမ့်မယ်ဟာလေလုယာဘာကြောင့်လဲဆို prophet ကလက်တင်လိုက်တဲ့အခါသင်လှုပ်သမျှအားလုံးက prophecy ဖြစ်လာတယ် hallelujah prophet လက်တင်လာတယ်သူအခုသူရိုက်တာမြေကိုရိုက်နေတာမဟုတ်ဘူးတခါတည်း prophet ပြုတယ်ဒီမြားကရှုရီလူတို့ကိုလှုပ်ကြံမဲ့မြားဖြစ်တယ်အဲ့တော့ तू ကမပြစ်ရသေးဘူးမြေကိုရိုက်တာဖုံအဲ့နဲ့အေလိရှဲဘာလို့3ချိန်ပဲရိုက်ရတာလဲ3ချိန်ပဲရိုက်တဲ့အတွက်3ချိန်ပဲလှုပ်ကြံလိုက်မယ်5ချိန်6ချိန်ရိုက်ရင်အကုန်လှုပ်ကြံလိုက်မယ် hallelujah သင်က prophecy ဖြစ်တယ်ညီကောင်မများအလူငွေထည့်ရင်ကစီနေပြီးမထည့်နဲ့သင်က prophecy ဖြစ်တယ်အလူငွေထည့်လိုက်တာအဲ့ဒါ prophetic မျိုးစေ့ကျဲတယ်ဆို prophetic သင်ဘသူလဲဆိုတော့ prophet လမ်းပြလိုက်တာအဲ့တိုင်းမဲ့သင်ကကြီးမြတ်လာတယ်သင်မျိုးစေ့ကျဲတဲ့ပုံစံတိုင်းကြီးမြတ်လာတယ် hallelujah ဒီထဲမှာကြီးမြတ်တော်သူတွေရှိရလားသင်တို့ဘာလို့ prophet ဖြစ်လာမယ်ရပြီရှင်မယံသွားလို့ရပြီ hallelujah လက်ခုပ်တီးပေးရအောင် praise the lord ဘုရားသခင်သင်ဒီနေ့စာဆောင်ကျွေးမယ်ဒီနေ့သင်တန်းပြီးတဲ့အခါသင်ညံကောင်းနေလိမ့်မယ်ဒီကောင်မတော်များကျွန်တော်ဒီကျမ်းပိုက်တွေကိုဟောဖို့အတွက်ကျွန်တော်ထိုင်အလွတ်ချက်စရာမလိုဘူးဘုရားသခင်ကျွန်တော်ညံကောင်းစေတယ်ကျွန်တော်ကယ်တင်ခြင်းမရခင်အထိကျွန်တော်ဟာကျောင်းထဲမှာနောက်ဆုံးအဆင့်ဖြစ်တယ်ကျွန်တော်နောက်မှာတယောက်ပဲရှိတယ်ကျွန်တော်တို့နှစ်ယောက်ကအမြဲတမ်းနောက်ဆုံးပဲကျွန်တော်ဆိုတာကျောင်းရဲ့အမတ်စင်းထွက်တိုင်းအိမ်ပြန်ယူလာမယူလာခြင်းတဲ့သူဖြစ်တယ်ကျွန်တော်စာရီမမှတ်နိုင်ဘူးကျွန်တော်မကြက်နိုင်ဘူးကြက်လည်းမကြက်ချင်ဘူးအဲ့ဒါလည်းပါတယ်ဒါပေမဲ့စာဆောင်ခွန့်ကြွေးတော့ပါဇက်ကထွက်လာတဲ့ကျမ်းပိုက်တွေစာဆောင်ခွန့်ကြွေးတော့ prophecy တွေပါဇက်ထွက်လာတယ်စာဆောင်ခွန့်ကြွေးတော့အုံနောက်တွေကောင်းနေတယ်စဉ်းစားတာတွေအားလုံးကအစ်စ်မျက်နှာတွေပဲစဉ်းစားတယ်ကြီးမြတ်တာတွေပဲစဉ်းစားတယ်ဒီနေ့သင်တို့တဲတဲလေးတွေစိတ်ကူးရှင်မှာမဟုတ်တော့ဒီနေ့ဘုရားသင်တို့စာဆောင်ကျွေးမယ်ဝိညာဉ်လောကထဲမှာကျွန်တော်ဟောတဲ့ကျမ်းပိုက်တွေပဲပါသွားမှာမဟုတ်ဘူးကျွန်
ကျွန်တော်မဟောလိုက်တဲ့ကျမ်းပိုက်တွေမှာဝင်သွားလိမ့်မယ်ယေဇကျေလကကျမ်းစာသင်တန်းဆင်းမဟုတ်ဘူးကျမ်းစာကြောင်းတက်ပြီးကျမ်းပိုက်တွေအလွတ်ရတဲ့သူမဟုတ်ဘူးယေဇကျေလကဝိညာဉ်လောကတွေကစာဆောင်စားလိုက်တာဘုရားသခင်ပြောသွားလို့ရပြီ prophet ပြုလို့ရပြီအဲ့ဒီစာဆောင်စားလိုက်တာစာဆောင်တွေက prophecy တွေရဲ့မြို့ကိုလေရင်မလို့ပဲရောက်သွားတယ်လေရင်စီးတရားမလို့ပဲစာဆောင်တွေကမြို့တွေကိုရောက်သွားတယ်စာဆောင်ထဲမှာယေရုရှလင်အကြောင်းပါတယ်လူကဘာဘူးလုံးမှာစာဆောင်စားလိုက်တာယေရုရှလင်ရောက်သွားတယ်တင်းစာဆောင်ထဲမှာအမေရိကပါရင်လူတွေမရတဲ့ဗီဇာတက်လက်ထဲရောက်လိမ့်မယ်ကျွန်တော်ကို rob ကျွန်တော်ကို Jupiter angel ကလက်တင်တယ်ဘာပြောလဲ German will listen to you German Germany လူမျိုးတွေကမင်းကိုနားထောင်ရလိမ့်မယ်သူပြောလိုက်တယ်ဒီ prophecy ရတဲ့နှစ်နှစ်ကြာမှာမဟုတ်ဘူးတဲ့တစ်နှစ်တောင်ကြာမှာမဟုတ်ဘူးတဲ့တစ်နှစ်အတွင်းမှာ Robert ကာယန်ဂျာကကျွန်တော်ကိုတွေ့တာနဲ့ Germany ကိုလိုက်ခဲ့လို့ရလာတယ် Hallelujah ကျွန်တော်က Germany ကတယောက်မှမသိဘူးကျွန်တော်သွားတာ Uganda အာဖရိကဆရာကျွန်တော် Germany ခေါ်တယ်ဘာဖြစ်လို့ဆိုစာဆောင်ကြောင့်စာဆောင်ကတင်းကိုခေါ်သွားနိုင်တယ်ကျွန်တော်ပြီးခဲ့တဲ့2ရက်ကဂျာမနီကပါစာတယောက်ကစာပို့တယ်ရောဘတ်ကာယန်ဂျာပွဲရှိတယ်နင်တပ်ပုံပို့ပေးလို့ရမလားဟာလေလုယာတင်းရဲ့စကားကိုနားထောင်ရလိမ့်မယ်ဂျာမန်နားထောင်မယ်ဆိုရင်ဂျာမန်ကိုရောက်လိမ့်မယ်ကျွန်တော်တကယ်ချင်းကကျွန်တော်ဖုန်းဆက်တယ်စပိန်ကနေပြီးတော့ဂျာမနီကနေပါစတာအယောက်90နှစ်တင်အောင်လာတက်မယ်စပိန်ထိ German will listen to you စာဆောင်ထဲမှာ German ပါရင်တင်ရ Germany ကိုတင်ရ visa တွေမိတ်ဆွေအသည့်တွေမရှိဘဲနဲ့ရောက်ရလိမ့်မယ်ဝိညာဉ်တော်ကတည်သွားလိမ့်မယ်ဒီနေ့ဘုရားကတည်တဲ့စာဆောင်တွေထည့်လိမ့်မယ်စာဆောင်ကျွေးလိမ့်မယ်အဲ့စာဆောင်စားတဲ့အခါပြားရည်ကဲ့သို့ချိုလိမ့်မယ်သင်ဝမ်းမြောက်ရလိမ့်မယ်ကျွန်တော်မြင်နေရတယ်အဲ့စာဆောင်ထဲမှာဆောက်တီအေရှားပါလိမ့်မယ်အဲ့စာဆောင်ထဲမှာဥရောပတိုက်ပါလိမ့်မယ်အဲ့စာဆောင်ထဲမှာဘီလီယံနာတွေပါလိမ့်မယ်ဟိုလာဘာဟာလေလုယာစာဆောင်ဘုရားခင်ချွေးလိမ့်မယ်အာမင်ဟာလေလုယာစာဆောင်ပြောစာဆောင်စားမယ်ဒီယေဇကျေလက prophet ဖြစ်တယ်တင်က prophet ဖြစ်ဖို့လိုတယ်အေလိရှဲက prophet ဖြစ်တယ် prophet ဖြစ်တယ် prophet ဘယ်လိုပြုလဲ music ခေါ်တယ် music နဲ့ပြုတယ်ဘာလို့ဒီတိုင်းမပြုတာလဲ prophet တွေကအနုပညာဆန်တယ်အာမင်ဘုရားသခင်ကိုယ်တိုင်အနုပညာဆန်တယ်ကဘာကိုဖန်ဆင်းတော့ဘုရားဘာနဲ့ဖန်ဆင်းလဲကွာယာတင်းနဲ့ဖန်ဆင်းတယ်ကွာယာတင်းကိုတချင်းဆိုခိုင်းတယ်ဟိုးအဲ့လိုမှဘုရားအစဘုရားကအဲ့မှာဟိုးအဲ့မှာဘုရားသူ့ရဲ့ထဲက wisdom က activate ဖြစ်လာတယ်တင်ကဘလို့ prophet လည်းမသိဘူးတင်က AI prophet ကြီးစက်ရုပ်ကြီးလိုပဲဘလို့မှတင် prophet မဖြစ်နိုင်ဘူး melody ဆိုတာအလကားမလားကျမ်းစာပြောတယ် making melody in your heart to the Lord making melody ဆိုတာ revelation အတွက်လာတာ melody ကဒီလိုသွားနေလဲအချို့က AI လိုပဲစက်ရုပ်ကြီးလိုပဲ robot တွေလိုပဲ melody ကမြူးနေလဲနည်းနည်းခြေပွားတွေလက်တွေကမလှုပ်လာ melody ကတင့်ရဲ့အယိုးတွေကိုလှုပ်နိုင်တယ်ယေရမိယ melody သမားသူ spirit ထဲမှာ melody ရှိနေတယ်ဟိုးသူထဲမှာ melody ရှိတယ်ဟိုးညီကောင်မများတင်းကိုကျွန်တော်ဟိုစစ်တချင်းဆိုခိုင်းနေတာမဟုတ်ဟိုးတင်းမျက်နာ prophet ပြုနေတာမျက်နာ prophet ပြုတာကျွန်တော်ကျမ်းပိုက်ပြောင်းပေးပါကျွန်တော်ကိုယေရမိအခန်းကြီး23အငယ်9ကိုပြပြီအလုံးကလာတော့ထိုင်ရအောင်ဟာလေလုယာရှာလာပါရဟန္တာယေရမိ23
အငယ်ကိုဖတ်ကြည့်ရအောင် prophet များနှင့်ဆိုင်သောစကားဟုမူကားသာရဖျားကြောင့်၎င်းတန်ရှင်သောစကားတော်ကြောင့်၎င်းငါစိတ်ပြည့်လျက်ရှိ ရပြီဒီနေရာမှာ my heart within me is broken amen ကြိုးပဲ့ချင်မွားသွားတာတနည်းအားဖြင့် emotionally ပြောင်းလဲသွားတယ် amen ဖခင်ရဲ့စကားနဲ့ဝိညာဉ်တော်ကသင် emotion ကိုပြောင်းပေးတယ်ခံစားချက်ကိုငါစိတ်တွေကြိုးပဲ့ကုန်တယ် amen and ဘာဖြစ်တော့ငါအယိုးရှိသမျှလှုပ်တယ် amen all my bones is shake hallelujah တရားလက်လောက်ပဲရှိတာဟောတကိုယ်လုံးရှိတာ amen hallelujah all my bone လက်ချောင်းနေပါ all my bone is shake ဘာကြောင့်လဲနှုတ်ကပတ်တော်ကြောင့်ဖခင်စကားကြောင့် hallelujah ဖခင်စကားရောက်လာရင်တကိုယ်လုံးရက်သွားတာမဟုတ်ဖခင်စကားရောက်လာတကိုယ်လုံးလှုပ်သွားတာအချို့ကရှေ့မှာမတ်တထားရက်လည်းမကြိုက်လောလောဆယ်ရက်တာခဏထောင်လှုပ်တာပဲသွားဘာဖြစ်လဲငါအယိုးရှိသမျှလှုပ်တယ်ဘလို့လှုပ်တာလဲရစ်မူးသောသူနဲ့စပြည့်ရည်နိုင်သောသူကဲ့သို့ငါဖြစ်၏အရက်မူးနေတဲ့ရုပ်ထွက်နေတာအဲ့ဒီရုပ်တင်းဆိုရင်ပိုကျွမ်းမှာဒါပေမဲ့ဝိညာဉ်တော်နဲ့ရစ်မူးမှာအဲ့တော့ဝိညာဉ်တော်နဲ့ရစ်မူးတာကအပြင်ကစပြည့်ရည်ရစ်မူးတာနဲ့တူတယ်တဲ့ပုံစံတူတယ်တဲ့ဒါကြောင့်အချို့တွေကဘာဖြစ်လို့လဲနက်ကလကြနေရပဲအိုးအရက်ဆိုင်ကြနေပဲဟုတ်တယ်တူသွားတာဟာဆိုရင်မူးနေလို့အာမင်ဖျားသခင်တဲ့အဲ့ဒီရင်မူးစေတဲ့ဝိညာဉ်တော်တဲ့ဖျားသခင်ထည့်ပေးမယ်အချို့တွေအဲ့ဒီလိုရင်မူးနေတဲ့အချိန်မှာစားဆောင်စားမိသွားလိမ့်မယ်အဲ့ဒီစားလိုက်တဲ့အခါတင့်ထဲမှာစားဆောင်ထဲမှာတင်းရဲ့စားဆောင်ထဲမှာဂျာမနီပါလိမ့်မယ်စားဆောင်ထဲမှာပြင်သစ်ပါလိမ့်မယ်စားဆောင်ထဲမှာအိန္ဒိယပါလိမ့်မယ်အဲ့ကတင်တစ်ချိန်လုံးအိန္ဒိယကြီးပဲပြောနေလိမ့်မယ်တစ်ချိန်လုံးအမေရိကကြီးပဲပြောနေလိမ့်မယ်တစ်ချိန်လုံးဂျာမနီကြီးပဲပြောဘာလို့တင်မူးသွားတာဟာလေလုယာအာမင်အာမင်ရင်မူးသောသူကဲ့သို့ဖြစ်တယ်တင်ပုံစံ control လုပ်လို့မရရေတောက်ရင် control လုပ်လို့ရတယ်ဝိညာဉ်တော်ရဲ့စပြည့်ရေတောက်ရင် control လုပ်လို့မရဘူးဝိညာဉ်တော်ကရေကဲ့သို့လာတာရှိတယ်စပြည့်ရေကဲ့သို့လာတာရှိတယ်ထိန်းချုပ်လို့မရအောင်ဝိညာဉ်တော်တင့်တယ်ကိုဖြည့်မယ်ထိန်းလို့မရအောင်ဒီကောင်မနှမများဝိညာဉ်တော်ကတင့်ထဲလာရင်ထိန်းလို့ရသေးတဲ့၍တင်ဟာတတိရှိမှာမဟုတ်လူတယောက်ကစပြည့်ဝင်တဲ့အခါမူးသွားတဲ့အခါမတူတော့မရှိတဲ့တတိတွေထွက်လာတယ်ဝိညာဉ်တော်ကအဲ့လိုထိန်းလို့မရအောင်လာမှရမယ်အချို့တွေဘီလီယံနာဖြစ်နေတယ်မဲ့တတိမရှိဘူးထိန်းလို့မရအောင်သင် unconscious ဖြစ်သွားအောင်မသိတော့ဘာမှ hallelujah သွေးသွန်တာဆွဲတဲ့အမျိုးသမီးကရက်ကွက်ထဲသွားလို့မရအောင်ဒါပေမဲ့ဝိညာဉ်တော်နဲ့မိုးနေတာငါအဝတ်တော်ကိုသာတိုးနေချမ်းပါပဲအဝတ်တော်ကိုသာတိုးရင်ငါချမ်းပါအဝတ်တော်သူမူးသွားလို့တတိရှိတာအပြင်ထွက်သွားတယ်ထွက်ရင်သိမှာဒါပေမဲ့ထွက်သွားတယ်မူးလို့ကျွန်တော်မမူးရင်ဝိညာဉ်တော်နဲ့သာမရင်မူးရင်အင်္ဂလိပ်လိုပြောရဲမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အင်္ဂလိပ်လိုပြောကန်နေဆိုရင် notes တွေပါတယ်မကြည့်တော့ notes မှတ်ရင်လည်းမှတ်မိမှာမဟုတ် other time ပဲပြောဟိုရာဘာခါရှာခါဘာကျွန်တော်ရဲ့အင်္ဂလိပ်လိုတရားဟောပွဲပါကစ္စတန်မှာ9000ရှိမှဟောရတာယာတီဥတုကလည်းအေးသလားမေးနေအဲ့တော့ယာတီဥတုကြောင့်လားလန့်နေတာလားဝိညာဉ်တော်လားမသိဘူးသုံးခုစလုံးနဲ့ရောတုံနေတယ်ဒါပေမဲ့ဝိညာဉ်တော်နဲ့တုံလာတဲ့အခါ notes တွေပါလေလွင့်မယ်မိုက်ကင်ပြီးဟောတော့တာအင်္ဂလိပ်လို hallelujah ဝိညာဉ်တော်နဲ့ပြေဝမှာသင်တတိရှိမှာဝိညာဉ်တော်နဲ့ရှင်မူးမှာတတိရှိမှာကျွန်တော်အခုနိုင်ငံတကာမှာကျွန်တော်ထင်တယ်ကမ္ဘာမှာဘေးဆရာမတော့အဲ့လောက်ထိတွေးချင်မှလည်းတွေးမယ်တွေးရင်လည်းတွေးမယ်ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်နိုင်ငံတကာမှာ crusade လုပ်ဖို့ဘ
တ်ချက်လည်းမတွက်ဘူးတခါမှလည်းဘလောက်ကုန်မယ်လည်းမစင်စားဘူးလှုပ်ချင်စိတ်တစ်ခုနဲ့ကမ္ဘာနိုင်ငံတွေမှာခရုစိတ်တွေလုပ်ဖို့ plan နေတယ်ဘာလို့လဲမူးသွားလို့ရှောက်လုံးဟာဆရာရှောက်လုံးတာဟုတ်လို့လားကျွန်တော်ရှင်းပြမယ်ဇာတိပဂတိလူသည်ဝိညာဉ်တော်ဤအရာကိုမိုက်မဲသည်ဟုထင်တတ်၏ဇာတိလူအတွက်ဘာတွေရှောက်လုံးနေတာလဲဘတ်ဂျက်တွေလောက်ရလားလူအင်အားရှိရလားကျွန်တော်ဘန်နီဟင်းမှတ်နေတယ်ကျွန်တော်ရိန်းရဘုံကြီးမှတ်နေတယ်မော်ရစ်ဆရလိုမှတ်နေတယ်ကျွန်တော်အင်္ဂလိပ်လိုမွတ်နေပြီထင်နေတယ်ဘာလို့လဲဝိညာဉ်တော်ရဲ့စဖြစ်ရည်ကအင်္ဂလိပ်စာတတ်တာတွေမတတ်တာတွေကျွန်တော်မေ့သွားတယ်ဟာလေလုယာသင်အဲ့ဒီလိုမူးရင်သင်ဘီလီယံနဲ့ချီတဲ့ project business တွေကိုသင်လုပ်လိမ့်မယ်သင်တတ်သိရှိလိမ့်မယ်လုပ်ရဲလိမ့်မယ်ဟာလေလုယာဟာလေလုယာဟာလေလုယာရာဘ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 ာစန္ဒာဘာဟာလေလုယာငါရောရှိတယ်များလှောက်ရှားကြ၏ငါရောရှိတယ်များလှောက်ရှားကြ၏Hey you are prophet သင်ဘာလှုပ် prophet ပြုတ်နေတာသင်ဘာလှုပ် prophet ပြုတ်နေတာ Oh hallelujah the prophet ဘုရားသခင်က prophet ဖြစ်တယ်ပလင်ပေါ်မှာထိုင်တော်မူသောသူသည်ပြုံးရည်လျက်နေတယ်ပလင်ပေါ်မှာဘာလို့ချိန်လုံးရည်တစ်ချိန်လုံးရည်နေတာသင်ဖတ်ကြည့်စာလံခန်းကြီး1အငယ်4 hallelujah ပလင်ပေါ်မှာထိုင်တယ်ကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည်ပြုံးရည်၍သာရဘုရားသည်သူတို့ကိုကဲ့ရဲ့တော်မူ၏လိုက်မရှင်းပြဘူးရည်ပဲရည်တယ်ညီကောင်မောင်နှမများဖရာသခင်ကိုယ်တိုင်ဝိညာဉ်တော်ဖြစ်တယ်ဝိညာဉ်တော်နဲ့ပြည့်တဲ့ကသင်ရှိပြီသူရောက်လာရင်သင်ရှိတယ်အဲ့အတွက်သင်ဟာသာပြောစရာမလိုသင်သိတယ်ငါဝိညာဉ်တော်နဲ့ပြည့်သွားတယ်သူအဲ့တော့သင်ရဲ့ဝိညာဉ်တိုက်ပွဲရရှိတာသင်ဝိညာဉ်တိုက်ပွဲရရှိတာ Praise the Lord Hallelujah ဘေးနားမှာပြုံးမိတာနဲ့ကြည့်အောင်ရည်တာတော့ရိုးမရဘူးပြုံးရည်တာဘေးနားလူကြည့်အောင်ဒီကောင်မတို့များကောင်းကင်ဘုံမှာထိုင်တဲ့သူကပြုံးတယ်အဲ့တော့ဘေးကတယောက်မပြောရင်အဲ့နေရာကောင်းကင်ဘုံနေရာပြောင်းဖို့လိုတယ်Hey hallelujah ကောင်းကင်ဘုံမှာထိုင်တဲ့သူဘာလုပ်နေတော့ပြုံးရနေတယ် Hallelujah Hallelujah ဒီနေရာကောင်းကင်ဘုံဟုတ်ရဲ့လားကောင်းကင်ဘုံဟုတ်ရဲ့လားဒီဘက်ဖွဲ့တယ်ဟုတ်ရဲ့လားကျွန်တော်သိမယုံဒီဘက်ကိုဒီဘက်ဟိုဘက်တစ်ချမ်းကိုသိမယုံဒီဘက်တည်းကောင်းကင်ဘုံဟုတ်ရဲ့လား Praise the Lord Praise the Lord Woo Hey Woo Hallelujah ဒီကမန်မာတို့ဝိညာဉ်တော်၌ရီမောတဲ့အခါအသစ်သောစပြည့်ရည်ရဲ့ထင်ရှားခြင်းဖြစ်တယ်အသစ်သောစပြည့်ရမလာတာမဟုတ်သင်ဟာတားတာလက်ခံမလိုက်အဲ့ဒီရီမောခြင်းပြီးသွားတဲ့အခါသင်နောက်တစ်ဆင့်နဲ့သွားလိမ့်မယ်သင်ဟာအဲ့ဒီရီမောခြင်းထဲမှာသင်ဟာစားဆောင်တွေကိုစားနေတယ်ရာဖာလာဘာတကယ်လေသင်တရက်လောက်သင်အခန်းထဲကအခန်းပြင်မထွက်ပဲထမင်းမစားပဲဝိညာဉ်တော်၌တနေ့လုံးရည်နေဖို့လိုတယ်အဲ့အခန်းတွေအပြင်ထွက်လာရင်သင်ကနောက်လူတစ်ယောက်နောက် level တစ်ဆင့်အဲ့ခန်းထဲမှာသင်တခြားမပြောဘူး negative တွေမပြောဘူးဖုန်းမကြည့်ဘူးအခန်းထဲမှာသင် level ချင်းသွားလိမ့်မယ်သင် level ပြောင်းသွားလိမ့်မယ်သင်ဘယ်ကပေါ်လာတဲ့တတိတွေလည်းမသိဘူးထွက်လာလိမ့်မယ်ကျွန်တော် miracle money မလုပ်ခင် supernatural weight loss တွေကျွန်တော်ရေကိုစပြည့်ပြောင်းတာတွေမလုပ်ခင်ကျွန်တော်တစ်နေ့လုံး24နာရီရေမတောက်ပဲမျက်မှောက်တော်မှာနေတယ်အဲ့ဒီမျက်မှောက်တော်ကထွက်တဲ့အချိန်
ကျွန်တော်စပြီးဖုန်းတွေကိုအမိတ်ပေးတယ်ပတ်စံအိတ်တွေကိုအမိတ်ပေးတယ်ညီကောင်တို့မများမလေးရှားမှာကအများစုကဘယ်သူမှဘန်ကတ်တွေမသုံးအဲ့ခေတ်ကပို့ဆိုးတယ်အားလုံးကအရွက်ပဲကြိုင်တာအရွက်တောင်မှမြန်မာငွေဆိုရင်နည်းနည်းဖြစ်နိုင်ခြင်းများအောင်ပဲများတော့ဟိုကနှစ်ရွက်ပဲရှိတာတစ်ရွက်ပဲပါလာတာကျွန်တော်အဲ့တစ်ရွက်ကိုပွားဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘယ်က confident နေလဲမသိဘူးရေမတောက်ပဲဝิญဉာဏ်တော်တောက်ပြီးထွက်လာတာမူးသွားတယ်ရေမတောက်ပဲဝิญဉာဏ်တော်တောက်ပြီးထွက်လာတာတတိတွေထွက်လာတယ်ကျွန်တော်ဖုန်းပြတ်နေတဲ့သူတွေကိုထောင်ခိုင်းတယ်ဖုန်းတွေဟန်းနေတယ်အဲ့ခေတ်ကဖုန်းတွေကဟန်းနေဒီခေတ်နဲ့မတူဘူးဖုန်းတွေဟန်းနေတယ်မှန်တွေကွဲနေတယ်ကျွန်တော်အမိတ်ပေးတယ်အဲ့ဖုန်းတွေပြန်ကောင်းလိုက်မယ်ရေခဲတက်တာတွေကိုအမိတ်ပေးတယ်အဲ့တော့ဘုရားเจ้าရေခဲတက်တာဘယ်သူမှမယူလာအိမ်တွေကိုဖုန်းဆက်တယ်ရေခဲတက်တာတွေအဝိရှော်ဆက်တယ်ပြက်နေတဲ့ဟာတွေမီးပူတွေပြက်နေတဲ့ပစ္စည်းတွေအကုန်လုံးမီးတွေပြန်ပွင့်ဖုန်းတွေကမီးတွေပြန်လဲ TV တွေကမီးတွေပြန်ပွင့်အဝိရှော်ဆက်တွေကပြန်ကောင်းဘေးကတတိတွေလဲစပြည့်ရည်နဲ့ဝိညာဉ်တော်ရဲ့စပြည့်ရည်နဲ့ရှင်မှုတဲ့ကမရှိတဲ့တတိတွေရောက်လာမယ်တတိတွေရောက်လာမယ်ဟာလေလုယာသင်စီးပွားလုပ်ချင်တယ်သင်တတိမရှိဘူးဘာအသင်လမ်းပြောင်းတယ်လမ်းပြောင်းတာမဟုတ်စပြည့်ရည်ပြောင်းတယ်မမူးသေးတာသင်မူးရင်သင်ကိုသင်လမ်းပြောင်းတယ်ထင်မှာမဟုတ်ဒီကောင်မများကျွန်တော်သင်ဆူတောင်းခံခြင်းနဲ့ကျွန်တော်လမ်းပြောင်းနေလို့ဆူတောင်းပေးအောင်သင်တော့မယုံကျွန်တော်လည်းမယုံကျွန်တော်လမ်းပြောင်းနေတယ်ကိုရောကျွန်တော်လမ်းပြပါဆိုဖခင်လည်းရှုံမှာမဟုတ်ဂျောရှုအာအေးကလမ်းပြပါတဲ့လမ်းမပြောင်းကိုရောကျွန်တော်လမ်းပြောင်းနေတယ်ဘုရားသခင်တော်ယုံမှာမဟုတ်သင်ဝိညာဉ်တော်နဲ့ပြေဝရင်သင်လမ်းပြောင်းနေတယ်ပတ်စံမရှိဘူးပြောရင်ကောင်းငင်တမန်မယုံလို့လာမှာမဟုတ်အာမင်ကျွန်တော်ဘုရားသခင်ကိုရောကျွန်တော်ဧဝံဂေလိပွဲအတွက်ပတ်စံလိုတယ်ပြောရင်ကောင်းငင်တမန်တော်မယုံအာမင်သင်ဘေးရလူဆိုဝေးပြီဟာလေလုယာကျွန်တော်မိတ်ဆွေဆိုလဲကျွန်တော်မယုံအာမင်ကျွန်တော်ချီဆောင်ခြင်းတိအကုန်ရှိပြီပဲထင်တာအားလုံးဘာဖြစ်လို့ဆိုတော့သင်ရဲ့ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကလူတွေတောင်ပတ်စံမရှိဘူးပြောရင်တန်တရားဖြစ်တယ်ဟာလေလုယာကျွန်တော်ဒီမှာရှင်းမိတ်ဆွေများကျွန်တော်ပတ်စံမရှိလို့လုပ်တဲ့ခရုစိတ်တွေအများကြီးရှိတယ်ယုံမလားသင်မယုံဘူးသင်မယုံကျွန်တော်တို့လာမလောက်လို့သာမလုပ်တာရက်မလောက်လို့သာမလုပ်တာပတ်စံမလောက်လို့မလုပ်တဲ့ခရုစိတ်တပွဲမှမရှိဘူးအဲ့တိုင်းပြောရင်လည်းဘယ်သူမှယုံမှာမဟုတ်ဟာလေလုယာဝိညာဉ်တော်နဲ့ပြေဝတဲ့အခါသင်ကိုယ်သင်အထင်သေးစရာတွေပြောရင်သင်လည်းတန်တရားရှိတယ်ကောင်းကင်တမန်လည်းတန်တရားရှိတယ်ဖခင်သခင်လည်းတန်တရားရှိတယ်ယေရှုလည်းတန်တရားရှိတယ်သင်ကျမ်းမာရေးထူကြတယ်ပြောရင်ယေရှုတော်မယုံဘူးဟာလေလုယာအာမင်သင်ကြည့်ယေရှုကိုသေခြင်းမှထမြောက်စေသောထိုဝိညာဉ်တော်သည်သင်တို့အထက်၌ကျင်းဝတ်သောအခါသေစေတတ်သောကိုယ်ကာယကိုရှင်စေတတ်၏သင်ကထူကြတယ်ပြောတော့ယေရှုကငါမယုံအာမင်သင်တန်းစီလို့တင်းအောင်ဆရာသာယုံရင်ယုံတာဘုရားသခင်သိမယုံမင်းမချူချမင်းကတကိုးကြီးတယ်အားကြီးတယ်သင်ပြဿနာပါလေသင်မမူးသေးတာသင်မမူးသေးတာဝိညာဉ်တော်နဲ့ယဉ်မူးရမယ်သွေးသွန်နာဆွဲတဲ့အမျိုးသမီးက unconscious ဖြစ်သွားတာသူ့ကိုယ်သူနာနေတယ်အပြင်ထွက်လို့မရဘူးဆိုတာမေ့သွားတယ်သင်တချို့ကိစ္စတွေမေ့သွားမယ်ကျွန်တော်တို့တချို့ပွဲဧဝံဂေလိပွဲတွေမှာစုမတောင်းပေးဘူးမေ့အောင်ဟောရတယ်ဝီချဲဘွားလူကမေ့ပြီးထလာသူထလို့မရတာမေ့ပြီးထလာကျွန်တော်ကအားလုံးကိုမတ်တရဲအောင်ပြောသူပါထလာဟာလေလုယာသူမေ့သွားတာသူလေဖြတ်တာမေ့သွားတယ်သူချိုင်းတောက်တော့မှမေ့သွားတယ်ကျွန်တော်တို့ပြေးဆိုရင်တကယ်ပြေးတာကျွန်တော်တို့လမ်းလျှောက်ဆိုရင်တကယ်လျှောက်တာဟာလေလုယာဟာလေလုယာလာမဲ့လာတယ်မှာသွားပြီးလုပ်ငန်းအကြီးတွေကိုသွားလုပ်လို့အားလုံးကြီးသောလုပ်ငန်းတွေကိုစလုပ်တော့သင်ဝိညာဉ်တော်ရဲ့ရှင်မှုခြင်းကြောင့်မဲ့သွားလိမ့်မယ်ထလုပ်လိမ့်မယ်ဟာလေလုယာဒီမှာကျွန်တော်လူငယ်တွေများစွာတွေ့တယ်ခုနအသက်30အောက်တွေအများကြီးပဲကျွန်တော်ထင်တာကျွန်တော်တို့အတော်တွေလို့ထင်တာကျွန်တော်လက်တင်တော်နဲ့ပြန်ဆက်ရတယ်သိချာဟာလေလုယာဟာလေလုယာသင်ပြုံးရယ်ဖို့လိုတယ်
မဟုတ်ရင်ကောင်းကင်ရောက်ရင်ယေရှုကတင့်ကိုခမဲတော်နဲ့မားလိုက်မယ်အဲ့တော့ယေရှုတော်33ပဲရှိသေးတယ်ဟာလေလုယာဟိုရောက်သွားယေရှုကတင့်ကြည့်ပြီးဟာဘုရားအဖိုးကြီးတက်လာလေ no တင်ပြုံးရဖို့လို့လေကောင်းကင်ပုံမှန်အသက်ကိုငယ်အောင်ထိန်းထားတာပြုံးရခြင်းတင်ပြုံးရပါအားလုံးပဲတင်ပြုံးရပါကောင်းကင်ပုံဟာဒီနေရာမှာရှိတယ်ဟာလေလုယာโอ้ရှာလာဘာရာဘာဆန္ဒဘာအာမင်ဟာလေလုယာအကျော်တဲ့ဒီသင်္นานမှာရုပ်တရက်အသက်ကတော့ပြန်ငယ်မငယ်နိုင်ဘူးတဲ့ဒါပေမဲ့သင်ရဲ့ခန္ဓာပြန်ငယ်နိုင်တယ်ဘာဖြစ်လို့30အောက်တည်းကပို့ပြီးခုံရဟာလေလုယာဂျစ်အာဗြဟံကသူ့မယားဆာရာ65နှစ်ရှိပြီဒါပေမဲ့သူ့မယားဆာရာကို तू ကနင့်ဟိုနဲ့ဟိုမျိုးရောက်ရင်ဖာရောပြင်ကကြိုက်လိုက်မယ်တဲ့65နှစ်သူများကြိုက်မှာ तू လန့်တယ်လန့်တာလဲဆာရာတက်လန့်တာမဟုတ်သူ့အတွက်လန့်65နှစ်အတွက်လန့်အဲ့လိုပြောလို့ तू နဲ့9နှစ်နေတယ်ကလေးမရလို့ဖိအားတွေများပြီးအိုလာလားဆိုမအိုဘူး60အရွယ်မှာအဖိမလက်လည်းနင့်ကိုကြိုက်လိုက်မယ်တဲ့ဂယုဆိုင်အောင်ဟာလေလုယာဘာကငယ်စေတာလဲဖခင်ရဲ့မျက်မှောက်တော်တဲ့ကိုငယ်စေလိုက်မယ်ဒီ conference မှာအဲ့ဒီ manifestation ဖြစ်လိမ့်မယ်အဲ့ဒီ miracle ဖြစ်လိမ့်မယ်ဒီကောင်မတို့လွန်ခဲ့တဲ့ကျွန်တော်တို့9နှစ်ကသွားတွေပြန်ပေါက်တဲ့ miracle လုပ်တယ်ဘာလို့သွားပြန်ပေါက်အောင်ဆူတောင်းတာလဲကျမ်းစာထဲမှာပါလို့လားပါစရာမလိုဘူးသွားပြန်ပေါက်တယ်ဆိုတာကဒါဖခင်တကယ်ငယ်ရွယ်နှုတ်ပြောအောင်လုပ်ပေးတာတနည်းအားဖြင့်နှစ်တွေကြာလာတဲ့ effect တွေတက်မှာမရှိတော့ဘူးသင်အသားရည်ပြောင်းနိုင်တယ်သင်အသားရည်ပြောင်းနိုင်တယ်ချွတ်20ရွယ်ပြန်ဖြစ်သွားနိုင်တယ်အသားရည်10ရွယ်ပြန်ပြောင်းသွားနိုင်တယ်အိုးရှာရာဘာစေခေရေဟာလေလုယာအာမင်အာမင်အာမင်ဒီအချို့ကျွန်တော်တို့ supernatural weight loss ဆူတောင်းတဲ့အခါကျမ်းစာထဲမှာမပါဘူးလို့သူတို့ပြောတယ်။နော်ခန္ဓာကိုယ် body size ကကျမ်းစာမှာ miracle ရှိတယ်။ miracle ရှိတယ်။နံပါတ်1ဘိုးချုပ်နေမန်ကသူ့ခန္ဓာကိုယ်ပုံစံပြောင်းသွားတယ်။ဘာကြောင့်လဲဆိုတော့ယော်ဒန်မြစ်မှာ9ချိန်စိန်တဲ့အချိန်ပြီးရင်တောထဲမှာနှစ်ပေါင်း40 Israel ခီးထွက်တဲ့အချိန်သူတို့တွေက shopping mall မရှိဘူး။ခန္ဓာကိုယ် size ပဲပြောင်းတာမဟုတ်အင်ဂျီ size တောင် miracle နဲ့ချိန်တယ်။ဘာလို့အင်ဂျီအသက်ဝယ်ဖို့စိုင်မရှိဘူးဈေးမရှိဘူး shopping မရှိဘူးဒါပေမဲ့တောထဲမှာနှစ်40အင်ဂျီကမနံဘူးရေမွေးလည်းမလို့အာမင်အဲ့တော့ body smell တောင်ပြောင်းနိုင်တယ် miracle ထဲမှာ hallelujah hallelujah တချို့အာမင်ထွင်ဘေးကလူက mask အုပ်ထားတာmiracle နဲ့ပြောင်းသွားနိုင်တယ်မောရှေက120အထိမျက်စိလည်းမမုံခွန်အားလည်းမလျော့သေးအဲ့ဒီ miracle တင်မှာဖြစ်ပါစေဘယ်ကနေစလာလဲမောရှေအသက်80ရွယ်မှာဖျားလာတွေ့တယ်မောရှေတိနာတောင်ရဲ့ဘုံထဲကိုဝင်သွားတယ်ရက်40ဘုံထဲဝင်ပြီးပြန်ထွက်လာတာမျက်နှာဖုံးတက်ထားတယ်ဘာဖြစ်လို့လဲမျက်နှာဖုံးဖိန်ဘေးကလူတွေအကုန်မှောက်ကုန်ပါသူ့ဘုံကမြင့်လုံးလို့ကာထားတယ်အာမင်တချို့တွေဒီက mass over လေးပဲရုပ်ဆိုးလို့မဟုတ်ရုပ်ဆိုးလို့မဟုတ်ဖျားဘုံကြောင့်တချို့လူတွေအာနာလို့ဖုံးထားလိမ့်မသိအားရာဘာဘာဘာရာဟာလေလုယာဟာလေလုယာယေရှုနာမနဲ့ကောင်းကြီးပေးတယ် supernatural ခန္ဓာကိုယ်ထဲမှာအပြောင်းလဲတွေအားလုံးဖြစ်ပြပါစေသင်ရဲ့ကြောက်ကသင်ရဲ့နှလုံးသင်ရဲ့အသက်သင်ရဲ့သဲချေသင်ရဲ့ organ တွေအားလုံးဘုရားသခင်အသက်ပြန်ဖန်ဆင်းပေးပါစေအိုးရှာရာဘာဟာ
Hallelujah. 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 တကြီးစာလံ90အငယ်နှစ်မှာဘာရေးထားလဲကျမ်းစာဒီလိုပြောတယ်စာလံခန်းကြီး90အငယ်နှစ်အတန်ကျဲဆုံးနဲ့ဖတ်စေခြင်းတယ် ဘုရားခင်ရောင်ချီတော်သည်ထွန်းပါ၏ ဖခင်ရဲ့ရောင်ချီကဘယ်ကနေထွန်းလဲဆိုတော့ဇီးအောင်တောင်ကနေအဲ့ဒီဇီးအောင်တောင်ကနေဘာထွန်းလဲဆိုတော့အတရေတင့်တယ်ခြင်းပြည့်စုံရာဒါပေမဲ့တခြားနေရာအလောက်မလောက်အင်္ဂလိပ်လိုပြောထားတယ် out of Zion the perfection of beauty your beauty မဟုတ် beauty တွေအားလုံးကကြံခဲ့ပြီ beauty အားလုံးကကြံခဲ့ပြီ perfection of beauty လေအားလုံးပြော perfection of beauty ကြည့်အချို့တွေအင်္ဂလိပ်စာမတတ်တာမေ့သွားတယ်လိုက်ပြောတယ် perfection of beauty ဘယ်ရကစားဖြစ်နေပြီဘယ်ရကစားဖြစ်နေပြီ hallelujah hallelujah ကျွန်တော်အင်္ဂလိပ်ဆိုအင်္ဂလိပ်ဆရာကြီးတော့နားမလည်ဘူး hallelujah သင်မေ့သွားလိမ့်မယ်သင် vocabulary မကျက်သေးတာမေ့သွားလိမ့်မယ်ကျွန်တော်အင်္ဂလိပ်လိုထွက်ဟောတဲ့ခါကျွန်တော်တခါမှ vocabulary မကျက်ဘူးတခါမကျက်ကျွန်တော်ကိုကျွန်တော်ရပြီးပြီပဲထင်တာကျွန်တော်စာဆောင်စားပြီးွားကြီးကျွန်တော်စာဆောင်ကအင်္ဂလိပ်လိုဟောခိုင်းတယ်အဲ့တော့ကျွန်တော် mic ကင်ပြီးကျွန်တော်ဟောတယ် out of Zion professional beauty God had shine shine ဖခင်တောက်ပါမယ်ဖခင်တင့်တယ်ကနေထွန်းတောက်မယ်ဘာထွန်းတောက်မဆို professional beauty ထွန်းတောက်မယ်အတရေတင့်တယ်ခြင်းပြည့်စုံရာဘယ်မှာမှ professional beauty မရှိဘူးဒီမှာပဲရှိ professional beauty တောင်ကြီးအသင်းတော်က professional beauty ဖြစ်လိမ့်မယ် hallelujah အတရေတင့်တယ်ခြင်းပြည့်စုံရာတောင်ကြီးမှာတောင်ကြီး miracle maker ဖခင်ထွန်းတောက်လိမ့်မယ်ဖခင်ထွန်းတောက်လိမ့်မယ် hallelujah ကျွန်တော်တို့က perfect မဖြစ်ဘူးကျွန်တော်တို့က perfect မဖြစ်ဘူး no အဲ့တခြင်းနေမစိုးနဲ့ကျွန်တော်မပြေဆုံးတာအဲ့ဒါဖယ်ထားလိုက်အဲ့စာဖြတ်လိုက်အဲ့နားရောက်ရင်ပါဇက်ခဏပိတ်လိုက်တင်းမပြေဆုံးတာတွေမစုံလင်တာတွေအဲ့နားဆိုရှောင်လိုက်တင်ရအရွက်မညှိုးနွမ်းဘူးတင်ရအရွက်မညှိုးနွမ်းတတ်တဲ့အပင်ဖြစ်တယ်တင်ရပြုတ်လေသမျှမှာအောင်တဲ့သူဖြစ်တယ်တင်မတတ်နိုင်ဘူးလေမပြေဆုံးဘူးလေမထိုက်တန်ဘူးလေမေ့ပလိုက် you are perfection of beauty perfection of beauty တင်ရတင်ကိုတင် prophet ပြုနေတာ hallelujah မရှိသူများဘုရားကြောင့်တက်ရင်ဖြစ်ဖြစ်အပြင်သွားရင်ဖြစ်အဝတ်စားအကောင်းဆုံးဝေးပါဘာလို့တင်ရ prophet ဖြစ်တယ် hallelujah တင်ပြောတဲ့ language ကိုဂရုစိုက်ပါဒီနေ့အစပြီးအားလုံးအစာရှောင်ရမယ်ဘာအစာရှောင်မဆိုပါဇက်အစာရှောင်ရမယ်စကလုံးအစာရှောင်ရမယ်မပြည့်စုံဘူးတွေပတ်စံမရှိဘူးတွေအစာကနာရှောင်အဲ့ဒါအဲ့ဒီစကလုံးတွေကိုရှောင်ရမယ်တင်9ရက်လောက်လေ့ကျင့်ကြည့်9ရက်လောက်လေ့ကျင့်ကြည့်10ရက်မြောက်သောနေ့မှာ miracle ထဖြစ်လိမ့်မယ် hallelujah hallelujah တဲ့အဲ့ဒီ9ရက်မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးတွေကိုရှောင်တင်ရှောင်ရမယ် hallelujah ကျွန်တော်ဘုရားတရားမှာ godless language ဆိုတာဖွင့်ပြတယ်ဘုရားသခင်ဘယ်လိုစကားပြောလဲဘုရားသခင်က I need light လို့ဘယ်တော့မှမပြောဘူး let there be light ပဲငါအလင်းလိုတယ်လို့မပြောဘူးအလင်းဖြစ်စေဘုရားသခင်ရဲ့ language မှာအလင်းလိုတယ်မရှိဘူးပတ်စံလိုတယ်မရှိဘူးပတ်စံဖြစ်စေပတ်စံဒီကိုရောက်စေအေဝင်ကလေးပွဲတဲ့ပတ်စံရောက်စေအသင်းတော်တွေပတ်စံရောက်စေစီးပွားရေးတွေပတ်စံရောက်စေကျွန်တော်တို့အခုကပတ်စံမလောက်သေးလို့ပြင်ဆင်နေတယ် no ဖြစ်စေအဲ့ဒါဘုရားရဲ့ language တပတ်လောက်လေ့ကျင့်ကြည့်တပတ်လောက်လေ့ကျင့်ကြည့်ဟိုကလိုတယ်ဒီကလိုတယ်ပြောတာအပြစ်ရှိသလိုခံစားရလိမ့်မယ်လေ့ကျင့်ကြည့် hallelujah သင်ဖြစ်လာလိမ့်မယ်သင်ဖြစ်လာလိမ့်မယ် hallelujah သင်ဝယ်ဖို့ဘာလို့နေလဲအဲ့အတွက်မရှိသေးဘူးမပြောနဲ့ဖြစ်စေ
ဒီဘက်ရောက်လိမ့်မယ်ဒီအဘက်ရောက်လိမ့်မယ် Praise the Lord Praise the Lord မရှိရသူများဘုရားသခင်မီလီယံနာလို့ဖန်ဆင်းထားတယ်အချို့တွေမီလီယံနဲ့ချီပေးလိမ့်မယ်စပေးသိန်း100စပေး100ပေးရင်နောက်လပါနဲ့သွားမလဲဘာပြောပြောသင်နည်းနည်း risk ယူလိုက်နည်းနည်းစွန့်စားကြည့်လိုက်ကျွန်တော်ခဏခဏစွန့်စားတယ်ကျွန်တော်နောက်ပိုင်းကြိုက်လာတယ်အဲ့ဒါအဲ့လိုလုပ်လေပိုမိုက်လာလေဖြစ်တယ်ကျွန်တော်နောက်ပိုင်းသဘောကျလာတယ်စွန့်စားရတာကိုကြိုက်လာတယ်ဘာလို့ကျွန်တော်မျက်မှန်သိလို့အာမင်အာမင်ကျွန်တော်ဒီနောက်ဆုံးဒီနှစ်မှာကျွန်တော်ရဲ့မွေးနေ့ကိုကျွန်တော်ဒေါ်လာ1 သန်းပေးတယ်ကောင်းကင်ကပြုတ်မကြဖျားပြင်ဆင်ပေးမယ်မဟုတ်ရှိတယ်ကျွန်တော်ရဲ့မြေကိုပေးပလိုက်တာကျွန်တော်မြေကိုရောင်းပြီးပေးတယ်ဟာအဲ့မြေကထားတိုင်းတက်တော့မှာသိန်း1000နေ2000နေထပ်ပြီးတော့ဒါပေမဲ့ကျွန်တော်သိတယ်အဲ့မြေကဈေးတိုင်နောက်1000 2000တိုင်တက်မယ်ဒါပေမဲ့ဘုံတော်ထဲမှာမျိုးစေ့ထဲတာကဘာဖုန်းတွေရောက်လာတယ်အဲ့ဒါကအဲ့ဒီမြေခွက်ကိုရန်ကုန်မှာပဲထားရင်အဲ့လောက်မဝယ်ဘူးပြောင်းသွားပြီအခုကပုံစံပြောင်းသွားပြီကျွန်တော်ပထမဦးဆုံးဘုရားသခင်ကိုကျွန်တော်လေခွက်စပေးတယ်အရင်ဆုံးပေးနိုင်တာလေခွက်ကျွန်တော်စပေးတဲ့ချိန်ကျွန်တော်လူတွေကလေခွက်တွေပေးကျင်လို့ကျွန်တော်ဆိုရင်မပေးနဲ့တော့ရောင်းမရောင်းလိုက်ပြီးမှပေးလို့ပြောတာဟောကျွန်တော်ပြန်ရောင်းနေမှာဆိုလို့ကျွန်တော်ဘုရားကလေခွက်တွေအများကြီးပေးတယ်တရက်မှာကျွန်တော်ကိုယ်တိုင်နေချင်တဲ့ခြံတစ်ခြံကျွန်တော်ဝယ်ဖို့ကျွန်တော် Miracle Center ကိုပါဝင်လိုက်တယ်ဘုရားသခင်ကျွန်တော်အဲ့ရက်ကွက်ထဲမှာအများကြီးပြန်ပေးတယ်အခုကျွန်တော်ဘုရားသခင်ကိုအစကျွန်တော် ringgit 1 သန်းပေးမလို့ဘုရားသခင်ပြောတယ်ငါမင်းကိုမလေးရှားမှာမသုံးချင်အာမင်ကိုမလေးရှားလူလည်းနားထောင်တယ်ငါမင်းကိုမလေးရှားနယ်ပယ်မှာပဲမသုံးချင်ငါမင်းကို ringgit ရဲ့ influence လောက်နဲ့မသုံးချင်ဒေါ်လာရဲ့ influence မှာသုံးချင်တယ်အဘဲကြောင့်3ချိန်သာရိုက်တဲ့နီးအဘဲကြောင့်5ချိန်6ချိန်မရိုက်ရဲတဲ့နီးအဲ့တော့ကျွန်တော်လည်းချတယ်ကျွန်တော်အရှိန်ပြောင်းသွားပြီအရှိန်နဲ့အကုန်ပြောင်းသွားပြီဟာလေလုယာဟိုကျွန်တော်ဖုန်းလေးဆက်တယ်ပါစတာ conference တွေကြီးပဲဖိတ်တယ် South America တွေဖိတ်တဲ့ pastor conference တွေဒီကောင်မများငွေနဲ့ဝယ်လို့မရတဲ့ဘဝတွေကိုရောက်လာတယ်ငွေနဲ့ဝယ်လို့မရတဲ့တကားဖွင့်ခြင်းတွေရောက်လာတယ်အဲ့တကားတွေကဒေါ်လာ1 သန်းရှိရင်တော့စီစဉ်လို့မရအဲ့တကားတွေကဒေါ်လာ1 သန်းစီစဉ်ရင်လည်းကုန်သွားလိမ့်မယ်ဒါမျိုးတကားဘယ်တော့မှမရက်တော့ပွင့်ပြီကျွန်တော်အသက်29နှစ်အရွယ်မှာ sorry 29နှစ်အရွယ်မှာကျွန်တော်တစ်ချိန်နဲ့3,000စလေ့ကျင့်တယ်ကျွန်တော်ပြောတစ်နှစ်လုံးပေါင်းမဟုတ်တစ်ချိန်နဲ့အဲ့တော့အဲ့နှစ်ထဲမှာကျွန်တော်1,000စီကိုလေ့ကျင့်တယ်ဟာ3,000မျိုးစေ့ကျင့်29မှာခုနက30အောက်တယ်သင်တို့ကျွန်တော်အိမ်မက်ယူပိုင်ုံတွေရဖို့အတွက်အာမင်တစ်ချိန်နဲ့30မှာလေ့ကျင့်တယ်31မှာလည်းအဲ့လောက်ပဲဒါပေမဲ့ခဏဖြစ်တယ်1000ကနည်းနည်းခြာတိတ်လို့ဖြစ်လာတယ်အာမင်ပေးနဲ့ခြာတိတ်ဖြစ်လာတယ်ဟာလေလုယာနောက်တစ်ခါထပ်ပေးရင်ကျွန်တော်ခြာတိတ်ဖြစ်တော့မှာအဲ့တော့ကျွန်တော်အချိန်နေပြောင်းရတယ်အဲ့တော့ကျွန်တော်9000ပြောင်းတယ်9000ပြောင်းပြီးတဲ့ချိန်အဲ့တော့နောက်မှလိုက်လာမဲ့သူတွေကမြန်တယ်အဲ့တော့ကျွန်တော်မြန်ပြေးမှရမယ်အဲ့တော့ကျွန်တော်4000ပြန်ပြောင်းတယ်အဲ့တော့4000တစ်ချိန်နဲ့တစ်ခါတည်းထပ်ရွှေ့တယ်အဲ့တော့အသက်30အောက်များသင်တို့ double portion ရရင်ဒီ conference မှာကျွန်တော်လက်တင်တဲ့က double portion ရရင်အသက်30အောက်မှာပြင်ဒေါ်လာ1 သန်းပေးနိုင်တဲ့သူတွေဖြစ်လိမ့်မယ် hallelujah အာမင်အချို့တွေကမီလီယံနာကိုအထင်ကြီးတယ်ကျွန်တော်တို့ကမီလီယံကိုအလူငွေထည့်ပလိုက်တာအထင်မကြီးချင်တော့လို့အဲ့ဒီ level မှာဘောင်ခတ်မခံချင်တော့လို့တခါတည်းထည့်ပလိုက်တယ်အလူငွေတရက်ထဲနဲ့လေမာစာတာပါသင်ကိုဖျား anointing ပေးမယ်ဘာလို့ကျွန်တော်ထဲလဲကျွန်တော်တို့နောက်မျိုးဆက်တွေကိုတခါတည်းကျွန်တော်တို့ breakthrough ကျွန်တော်တို့လူတွေကအင်္ဂလိပ်လိုလည်းသိနားထောင်တာမဟုတ်မြန်မာလိုပဲနားထောင်တာဖြစ်တော့
ဒါမျိုးနားထောင်လို့ရအောင်ကျွန်တော်အရှိရလှမ်းရတယ်အခုဘာဖြစ်လို့ယုံကြည်ခြင်းကကြားနာခြင်းအဖြစ်ဖြစ်တယ်ဒါမျိုးကျွန်တော်မလန်းရင်အနောက်ကကြားနာခြင်းကရက်နေပါအာမင်ရှောလမုန်ဒီပါမေးလိုက်ကျွန်တော်ဖိုက်ရင်တော့မှမုတ်ဆိုးမရဲ့ဒင်္ဂါနှစ်ပြားပဲခွန်အားရတာအာဗြဟံနိုင်ငံ၄နိုင်ငံရဲ့10ရာခိုင်နှုန်းပေးတယ်မေးထားလိုက်ခွန်အားရတာမုတ်ဆိုးမရဲ့မုံညက်လက်တဆုပ်ပဲခွန်အားရတာဘုရားသခင်တင့်ကိုမျက်စိဖွင့်မယ်အချို့ကအစာခေါင်းပါတဲ့ကာလမှာရှိတာလေးပေးလိုက်တာညီကောင်မောင်တို့ကျွန်တော်တို့အခုနေနေတဲ့ကာလအစာပဲမဟုတ်စီပါခေါင်းပါတာရေနံနေပါခေါင်းပါနေတာဒီလိုကာလမှာကျွန်တော်တို့ revelation ကမုံညက်လက်တဆုပ်ပေးတဲ့ revelation မဟုတ်ကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာအဲ့ဒါတွေမရှိဘူးအဲ့ဖွင့်ပြချက်တွေမဟုတ်အဲ့ဒါမုတ်ဆိုးမ level အတွက်ဖြစ်တယ် hallelujah ရှောလမုန် level ကရစ်ကောင်ကများလွန်းလို့ရစ်ပူဇော်တဲ့ရစ်ပလင်ဒီမခံနိုင်ရစ်ပလင်ပြိုသွားတယ်ဘာကြောင့်လဲဆိုတော့ရစ်ကောင်များလွန်းလို့အလူငွေများလွန်းလို့အဲ့ဒီမျိုးဆက်မီလီယံနဲ့မျိုးစေ့ကျဲတဲ့မျိုးဆက်ပေါ်ထွက်ဖို့ယေရှုနာမ၌တောင်ကြီးရလူတွေပေါ်မှာအမိန့်ပေးတယ်ပေါ်ထွက်မယ်โอโรโบชันนาบาฮาฮาเลลูยาฮาเลลูยาอาเมนอาเมนฮาเลลูยาฮาเลลูยาเฮลาบาบาบาลาบาบาบายาကျွန်တော်အခုမီလီယံနဲ့မျိုးစေ့ကျဲတော့ကျွန်တော်ကိုနိုင်ငံခြားဖိတ်တယ် Businessman Fellowship ဟာအာမင် Businessman Conference နိုင်ငံရဲ့တထေးတွေပဲ1000စုမယ်ကျွန်တော်ဟောပေးရအာမင် Hallelujah ကျွန်တော်မီလီယံကျဲတော့ Millionaire Conference ပေါ်လာတော့ပဲနောက်ဆိုHallelujah Hallelujah နောက်ဆိုနိုင်ငံတိုင်းမှာပေါ်လာတော့မှာပြီးခဲ့တဲ့အခါကအိန္ဒိယမှာလူ9000ကျွန်တော်ဗိတ်သိရတယ်လူ9000တယောက်ချင်းကျွန်တော်လက်တွေညောင်းနေဘယ်လဲညောင်းနေညာလဲညောင်းနေလူ9000နောက်ကျွန်တော်တို့ဘီလီယံနာ1000လက်တင်ဗိတ်သိတဲ့ခေတ်ရောက်လာမယ်မီလီယံနာတွေကိုဘီလီယံနာဖြစ်ဖို့ဗိတ်သိတဲ့ခေတ်မရှိတဲ့မိတ်ဆွေများပြင်ဆင်ပါကျွန်တော် anointing ကိုချိန်မယ်ဘုရား anointing ချိန်ပေးမယ်မျော်လင့်လားအခုကျွန်တော်နှုတ်ကပတ်တော်ဝင်ကားတဲ့ချိန်ကျွန်တော်စားဆောင်ကျွေးနေတာစားဆောင်တွေကဝင်ကုန်ပြီအထဲကို hallelujah အလူငွေထဲဖို့လက်မြောက်ရင်တော့မှမီလီယံပဲကင်ကျင်တော့တယ်အဲ့ဒါ prophecy ဖြစ်တယ်သင်လက်က prophetic ဖြစ်တယ်ကျွန်တော်လက်က prophetic ဖြစ်တယ်တစ်ချက်တန်ထုတ်လိုက်တာ1 million ထွက်လာတယ်Hallelujah ပေတရုကငမားချိတ်ထုတ်လိုက်တာပတ်စံထွက်လာတယ်သင်ဖြစ်လာမယ်သင်ဖြစ်လာမယ် In the name of Jesus ငါသွားဖမ်းတာပတ်စံပါလာတယ်သင်မှာဖြစ်ပြလိမ့်မယ်အာမင်သင်အလူငွေထဲဖို့ဒါမျိုးနိုင်လို့မရတော့ဘာလို့ဒါမျိုးမဆန့်တော့ဒါမျိုးမဆန့်တော့ Hallelujah Hallelujah အချို့ကအလူငွေကိုမြေတွေနဲ့ပေးလိုက်မယ်အလူငွေကိုတိုက်တွေနဲ့ပေးလိုက်မယ်အလူငွေကိုကားတွေနဲ့ပေးလိုက်မယ်ဒါမျိုးနိုင်လို့မရတော့ဒီ level revelation မရှိတော့အာမင်သင်လမ်းပါသင်လမ်းကိုကျွန်တော်အရှိအဖို့ခပေးထားတယ်သင်ယုံကြည်ခြင်းဖြစ်ဖို့အာမင်သင်ကြားနာခြင်းရဖို့ကျွန်တော်မှာဟောစရာရှိဖို့အလူငွေဒီတိုင်းမထည့်တာမဟုတ်ဟောစရာရှိဖို့ထည့်ဟောမှကြားမှရှုံးလိုက်ပါအာမင်အဲ့တော့မြန်မာလူမျိုးတွေမှာဖယားနိုင်ငံအတွက်မီလီယံနဲ့ချီဒေါ်လာကိုမျိုးစေ့ကျဲတဲ့မျိုးဆက်ပေါ်လာမယ်ဒီဘက်ခက်ကပေါ်လာမယ်ဒီဘက်ခက်ကပေါ်လာမယ်ဒီဘက်ခက်ကပေါ်လာမယ်အာမင်အာမင်တရက်တင်အသင်ရဲ့ပတ်ဝန်းကျင်အတွက်တယ်လည်းနှုတ်ကပတ်တော်ဖြစ်လာမယ်သင်ကြောင့်ပတ်ဝန်းကျင်ကမီလီယံနာတွေဖြစ်လာလိမ့်မယ်ကျွယ်ဝလာမယ်ဒီ level ရောက်မှသင်က global ကိုသာသနာပြုနိုင်မှာဒါကြောင့်ကျမ်းစာပြောတယ်သင်တို့၌ရှက်ကြောက်စရာမရှိစပြည့်ရည်နဲ့စပားနဲ့စီနဲ့ရှံလိုက်မယ်အရာဘကျန်ရာလက်ကျန်ခါတိလာကျန်ဂါဇန်ကျန်ကြိုက်စားတော့နှစ်ပေါင်းကာလကိုငါပြန်ပေးမယ်ငါဤလူတို့ဒီဝါစွာစားလိုက်မယ်
you shall eat in plenty ငါတို့ဒီဝါစွာစားလိမ့်မယ်တနည်းအားဖြင့် calculator မလို့လောက်ရလားမဘလို့ဝါစွာစားလိမ့်မယ်အဲ့ဒီ level ပြီးမှထို့နောက်မှငါဤဝိညာဉ်ကငါလူမျိုးတကာပေါ်ငါသွားလာ global revival ရကျွယ်ဝတဲ့မျိုးဆက်ပေါ်လာပြီးမှစလို့ရမယ်လူမျိုးတကာပေါ်ဝိညာဉ်တော်သွန်းလောင်းမှုကခဏနေဟောမဲ့ prophet ကပတ်စံမရှိလို့မလာနိုင်ရင်ဘယ်လိုလုပ်မလဲတောမဲ့ဝိညာဉ်တော်စောင့်နေတယ်ကောင်းကင်ဘုံမှာခွက်နဲ့စောင့်နေလောင်းမှုအီသီယိုးပီးယားကိုလောင်းမလို့ prophet ကပတ်စံမရှိတော့မသွားနိုင်ဟာလေလုယာဟိုကလောင်းမလို့ prophet ကပတ်စံမရှိတော့အိမ်ထဲကအိမ်ပြင်မထွက်မဟုတ်ဘူးဘုရားကြွယ်ဝခြင်းကိုအရင်ပေးမယ်ကြွယ်ဝခြင်းကိုသူ့လူတွေလက်ထဲကိုထည့်မယ်သင်စဒီမှာရှေ့သူများဒီတနန်းမှာကျွန်တော် secret တစ်ချက်ပဲသင်ကိုပြောပြမယ်အဲ့တစ်ချက်ကခဏဟောတာပြီးရင်ကျွန်တော်နှုတ်ကပတ်တော်စတော့မယ်ကျွန်တော်ဒီအခန်းမှာကျွန်တော်ထင်တယ်အကန့်အသတ်မရှိဘူးထင်တယ်ရှိဘူးဝါဟာလေလုယာဟာလေလုယာတဲ့ဒီ conference ပြီးရင်ဖြစ်မပြီးရင်ဖြစ်တဲ့အသွေးသားထဲမှာပေးဖို့ဆုံးဖြတ်ပေးရင်ဘိတ်သိက်လည်းတတ်တယ်ပေးရင်ဝိညာဉ်တော်လည်း increase ဖြစ်တယ်တမန်တော်ခေတ်မှာဝိညာဉ်တော် increase ဖြစ်ဖို့သူတို့အလူငွေထည့်တယ်မျိုးစိကျဲတဲ့ကောင် anointing က increase ဖြစ်သွားတယ်မျိုးစိကျွန်တော်သိတယ်ကျွန်တော် global ကိုကျွန်တော် shake can လုပ်ဖို့ကျွန်တော်မျိုးစိကကျွန်တော် limit လုပ်ထားတယ်ဒါကြောင့်မလို့ Robert ကိုင်းကြဘာပြောလဲ international level သွားခြင်းဒေါ်လာ3သိန်းအနည်းဆုံးထည့်ရတယ်ကျွန်တော်ထည့်လိုက်တာကျွန်တော်အင်္ဂလိပ်လိုမတတ်ပဲပြောက်သွားကျွန်တော်အခုကနိုင်ငံတကာသွားရုံပဲမဟုတ်တော့ကျွန်တော်ဘုရားသခင်ကိုကင်းနေ president တွေလောကီရှင်ဘုရင်တို့ကိုလွှမ်းမိုးဖို့ကျွန်တော်တန်းလမ်းမရမယ်နောက်ကျွန်တော်တို့မီလီယံကိုယာနဲ့ချီမျိုးစိကျဲမယ်အဲ့ဒီအချိန်မှာသင်အဝေးကြီးမှာမကြံခဲ့စေချင်ဘူးအာမင်ဒါမှရှေ့သူများဘိတ်သိက်ပြောင်းခြင်းရင်ဘိတ်သိက်ကမျိုးစိကျဲပြီးပြောင်းသွားတယ်အ secret ဖြစ်တယ်အဲ့ဒါ secret hallelujah ကျွန်တော်သင်တို့ရှိရာတခုခုမျှော်လင့်လို့မဟုတ်တမန်တော်ကြီးရှင်ပေါလုပြောသလိုသင်တို့၏အလှကိုငါမျှော်လင့်သည်မဟုတ်ငါသည်အလှကိုရှာသည်မဟုတ်သင်တို့၏ကြွယ်ဝခြင်းအကျိုးကိုရှာ၏အာမင်ဟာလေလုယာအဲ့ဒီပေးကမ်းခြင်းက spiritual realm လည်းပြောင်းတယ်သင် influence လုပ်တဲ့အတိုင်းဝိုင်းပြောင်းသွားတယ်မျိုးစေ့က influence လုပ်တဲ့အတိုင်းဝိုင်းပြောင်းတယ်ဖုန်းလိုက်ခေါ်စရာမလိုသင် influence လုပ်တဲ့ level တွေ change သွားတယ်မျိုးစေ့ကျရည်ရွယ်ချက်ရှိကျတနစ်စာလုံးဘယ်လောက်ပေးမယ်အဲ့လိုမျိုးမဟုတ်ငါတစ်ချိန်မှာအချို့ကအဆိုငါလည်းသိန်း1000စပေးမယ်ကွာသင်1000ပြည့်ဖို့3နှစ်စုတာတော့မလုပ်နဲ့အဲ့လိုစုစရာမလို1000ပြည့်ဖို့စုစရာမလိုသင်30ကနေသင်စလေ့ကျင့်ရတယ်အဲ့30ကသင်ကိုအစ30ပြောင်းပေးလိမ့်မယ်အာမင်သင်300ပေးနိုင်လာလိမ့်မယ်အဲ့300က600ပေးဖို့အတွက် level ကိုချိန်ပေးလိမ့်မယ်600က1000ပေးဖို့ level ကိုပြောင်းပေးလိမ့်မယ်30ကနေစလို့ရတယ်30ကျွန်တော်မြန်မာပြည်ပြန်လာကားစားမှာ20နဲ့စတာတစ်နှစ်လုံး20ပဲ20ကလည်းအကျဉ်သူသည်ရတဲ့ထိုးသူကြွယ်ဝပြည့်စုံခြင်းကပေးဦးမယ်အဲ့တော့ကျွန်တော်ကရတဲ့ဤက20ဖြစ်နေအဲ့တော့ကျွန်တော်20ပေးတော့20ကြီးပဲပေးနိုင်တယ်တစ်ချိန်လုံးအဲ့ကျွန်တော်ပေးနိုင်တဲ့ limit ကိုပြောင်းချင်တယ်ကျွန်တော်100ပြောင်းတယ်ကျွန်တော်ဝိညာဉ် parking ကကိုဗစ်မှာအောက်ဆီဂျင်တွေလူတွေလိုအပ်နေတယ် yes ကျွန်တော်100စပြောင်းမယ်100ပြီးတော့ကျွန်တော်900မပြောင်းကြာလို့အာမင်အဲ့လောက်မှန်နေတာသိကြရင်ဒီပေးကမ်းခြင်းကတကယ်မှန်ရင်ဘာလို့အကြာကြီးအချိန်ဆွဲမှာလဲကျွန်တော်100ကနေ1000ပြောင်းပလိုက်တယ်1000ကနေမှန်တယ်ဆိုတာကျွန်တော်တွေ့တယ်
တခါမှအဲ့ဒီ1000အောက်ပြန်မစင်းရတော့သင်ကသင်ပေးတဲ့နံပါတ်ရဲ့အောက်ကိုဘယ်တော့မှပြန်မရောက်အာမင်အဲ့အတွက်ခေါင်းကိုက်စရာမလိုအဲ့ကျွန်တော်1000မြန်မြန်ပြောင်းမလိုက်တယ်1000လဲပြီးတော့အဲ့ဒါမှန်တယ်ဆိုတာကျွန်တော်သိပါတယ်သိတော့ကျွန်တော်မြန်မြန်ရွှေ့တယ်9000ဘယ်လိုပေးရလဲ9လ6လလောက်ပေးလိုက်ရတယ်ကျွန်တော်ဝိညာဉ်ကောင်းဆောင်တယောက်ဖြစ်တဲ့အတွက်ကျွန်တော်ခရုစိတ်တွေတာဝန်ယူရတယ်အသင်းတော်ခန္ဓာတွေတာဝန်ယူရင်းနဲ့ဒါပေမဲ့ကျွန်တော်9000ပေးမယ်ကျွန်တော်ရအောင်ပေးတယ်အဲ့ဒါကျွန်တော်ပေးပြီးတဲ့ချိန်ကျွန်တော်သိတယ်ငါကြာကြီးထပ်မဆောင်နိုင်ဟာလေလုယာကျွန်တော် inflation တွေကိုတွက်တယ်ပြီးတော့ကျွန်တော် property တွေဘလို့မြန်မြန်ဈေးတက်လဲလိုက်တွက်တယ်တအားကြာတယ်မြန်တယ်ဆိုတဲ့ဟာတွေတော့မှကျွန်တော်တို့တအားမြန်ခြင်းတဲ့သူတွေကြာတယ်အဲ့တော့အမြန်နိုင်ဆုံးနေရာဝိညာဉ်လောကအေလိယထဲကိုမုတ်ဆိုးမှထည့်လိုက်တာအဲ့ဒီမုတ်ကအိုးထဲမှာမကုန်တော့အဲ့တော့အမြန်ဆုံးနေရာကဘုံတော်မျိုးစိတ်ကျဲဖို့ဘုံတော်ကိုရှာပါအဲ့ဒါကြောင့်ကျွန်တော်3,000 ထည့်လိုက်တယ်ဘာလို့ကျွန်တော်ဘုံတော်ကိုရှာတယ်ကျွန်တော်သိတယ်အဲ့နေရာကအဲ့ဒီ level က dangerous ဖြစ်တယ်ဘာလို့ dangerous လဲကျွန်တော်သွားရတော့မယ်ကျွန်တော်အရင်တည်းကခြိထားလို့မရကျမ်းစာပြောတယ် blessed are those who give to poor ခဏလောက်ပြန်လာပြီးပါဒီတကားကို poor ခဏလောက်အာမင်အသင်ကြည့်ကျွန်တော်ကိုတော်နာခဏလာပြီးပါဦးဒီနားလေးမှာအဲ့တော့ဒီမှာကြည့်အားလုံးခဏလောက်ထိုင်အောင် thank you thank you ဝိညာဉ်တော်ဒီငါအထဲသို့ဝင်သဖြင့်ဗတ်တက်ရက်စေသဖြင့် okay ခဏဆောင်အောင်မယ်ခဏထိုင်အောင်မယ်ဒါကကျွန်တော်လွှမ်းမိုးတဲ့ level ဒါကျွန်တော်လွှမ်းမိုးတဲ့ level အဲ့တော့ကျွန်တော်ကသူ့ကိုကျွန်တော် level ကျော်ဖို့အတွက်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ blessed are those who give to poor poor ကိုပေးတဲ့သူက blessed ဖြစ်တယ် blessed ဖြစ်တော့ကျွန်တော် level ကျော်သွားပြီအာမင် poor ကိုပေးတာတော့မှဒါကျွန်တော်ရဲ့အရင် blessing ဖြစ်တယ်ဒါအရင် blessing အဲ့တော့ကျွန်တော်ကဒီ influence ထပ်ပိုကြီးတဲ့ level ကိုသွားကြတယ်ကျွန်တော်ဘာလုပ်ရလဲကျွန်တော်ထပ်ပေးရတယ်အဲ့တော့သင်ရကြတော့ဆရာနောက်တစ်ခါပေးရင်ကျွန်တော်လည်းပေးလို့ရတယ်နော်ဒါကျွန်တော်ရှင်းပြမယ်အာမင်မော်ရီတောင်မှာအာဗြဟံလာတာတောင်ကထင်းခုတ်ဖို့လာတာမဟုတ်ဣဇက်တင်ဖို့လာတာအဲကြောင့်အောက်မှာတွေကထင်းတယ်လာတချို့ကအပေါ်မှာရစ်လာပူဆိုတာအပေါ်ကထင်းပြောင်သွားတယ်အာမင်သင်ရဘယ်တော့မှမော်ရီတောင်ကထင်းကိုပြန်မမနဲ့သင်ကြောင့်လမ်းစိတ်မကုံစေနဲ့ဘုရားကြောင့်ကသင်ကြောင့်စားတော့စိတ်မကုံစေနဲ့ဘုရားကြောင့်ကထင်းမပြောင်သွားစေနဲ့ဘာလို့လဲဘာလို့လဲခဏလေးခဏထိုင်အောင်ဘာလို့လဲဖယားသခင်ပြင်ဆင်တဲ့ miracle ကထင်းနဲ့ညှိတာတကယ်လို့သင်အဲ့ထင်းခုတ်လိုက်ညှိစရာထင်းမရှိတော့အာမင်ဒါကြောင့်ဣဇက်ပြောတာမီးပါတယ်ထင်းလဲပါတယ်ရက်ကောင်ပမာလဲထင်းလဲအောက်ကနေတည်ခဲ့တယ်အချို့ကထင်းကိုအပေါ်ကမတယ်ဒါကြောင့်သင်အတွက်သိုးကဂျိုတော့ရှိတယ်ညှိစရာခြုံမရှိဘူးညှိစရာထင်းမရှိဘူးဘာလို့သင်ခုတ်တာများသွားလို့အဲ့တော့ထင်းကမော်ရီတောင်မှာကြံပါတယ်သင် miracle ရောက်လာလိမ့်မယ်အာမင်အာမင်မော်ရီတောင်ထင်းမခုံဘေးနာသူပြောမော်ရီတောင်ထင်းမခုံနဲ့ဟာလေလုယာဟာလေလုယာအာမင်သင်ကကျွန်တော်လိုပဲဒီမှာသင်ခဏလေးအဝေးကြောက်သွားတယ်နည်းနည်းလေးကပ်ပေးပါသင်ကဒီ influence ထက်ကြီးတဲ့နေရာကိုသွားခြင်းတယ်သင်ကျွန်တော်လည်းသွားခြင်းတယ်ကျွန်တော်တော့သွားခြင်းလို့သင်ကိုပေးခဲ့လိုက်ပြီအာမင်အဲ့တော့ကျွန်တော်ဟာ bless ဖြစ်ပြီသူကလိုတဲ့အတွက်သူ့ကျွန်တော်ပေးခဲ့လိုက်ပြီပေးတော့ကျွန်တော်က bless ဖြစ်တော့ကျွန်တော်ကြော်သွားပြီဒီဘက်အာမင်ကျွန်တော်ကြော်သွားပြီဆရာဂျွန်နသန်ခဏလေးလာပေးပါအောင်ကြော်တဲ့နေရာမှာသေုပ်ဆောင်ခံရမှာအာမင်ကျွန်တော်ဒီ level ရောက်လာပြီဟာလေလုယာအာမင်အဲ့တော့သူ့ကိုကျွန်တော်ဘာပေးခဲ့တာလဲဆိုတော့ကျွန်တော်ရဲ့အရင် blessing ကိုထားခဲ့တာအဲ့ तू ကဘယ်မှာပဲလဲအရင်အောက်မှာပဲဒါကြောင့်သင်ဟာ
အမြဲတမ်းလက်ခံယူဖို့ပဲစောင့်နေတယ်ဆိုရင်သင်ဟာ limit ရှိတယ်သင်ဟာဒီနေရာကိုမဖောက်ထွက်နိုင်ကျွန်တော်တော့ဖောက်ထွက်ခြင်းလို့ပေးပြီးထွက်သွားတာအာမင်အာမင်အဲ့တော့ပူဝါကိုပေးတာကနှေးတယ်ပေးတော့ပေးလို့ရတယ်ကျမ်းစာပြောတယ်စင်ရဲသားကိုပေးတော့သူဟာထာဝရဘုရားကိုချီးတဲ့သူဖြစ်တယ်ချီးရင်အကျွေးပြန်ဆက်ရင်ဆက်မယ်မဆက်ရင်အတိုးရဒီနှစ်ခုပဲစင်ရဲသားကိုပေးရင်အတိုးပဲရအစ30 60 100စင်ရဲသားမှာမဟုတ်အာမင်အဲ့တော့ကျွန်တော်ဟာစင်ရဲသားကိုပဲကျွန်တော်အာယုံဆိုင်လို့မရအောင်ယေရှုကပြောတယ်ငါမူကားသင်တို့နဲ့အစဉ်မရှိစင်ရဲသားသင်နဲ့အစဉ်ရှိမှာဒါပေမဲ့စင်ရဲသားအစဉ်ရှိမယ်ဆိုတာအဲ့မှာပဲဖြစ်တယ်အစဉ်ရှိမှာယူလဲအဲ့မှာပဲတော့မယူရင်လဲအဲ့မှာပဲကျွန်တော်သူ့ကိုပေးလဲအဲ့ဒီ level ပဲမပေးရင်လဲအဲ့ level စင်ရဲသားရဲ့သဘာဝကအများနဲ့အဲ့မှာပဲဒါကြောင့်သင်မယူနဲ့မစင်ရဲချင်လို့ဟာလေလုယာဟာလေလုယာသင်ပေးမယ်အဲ့တော့သင်ဟာဒီနေ့ influence change နေတယ်သင်ရဲ့ territory ကိုပြောင်းချင်တယ်နောက် territory ဒီ territory ကနေဒီဘက် territory အထိသင်သွားချင်တယ်သင်မှာ limit တွေရမ်းများနေတယ်မသွားနိုင်ဘူးသင်ဘာလုပ်ရမလဲကျွန်တော်နောက်တစ်ယောက်လောက်ကို Clement နောက်တစ်ယောက်လောက် hallelujah ဒီတစ်ခါတော့တကယ် share နေရာမှာသေဥဆောင်အောင်ပါမေလခိစေတဲ့အာမင်အာမင်မထူးโอเคကျွန်တော်ပြန်ယူလိုက်ပြီဒီမှာဘာဖြစ်လဲအာဗြဟံကမေလခိစေတဲ့ကိုပေးလိုက်တာအာဗြဟံနဲ့ဖခင်နဲ့ကဘာဖြစ်သွားလဲဆိုတော့ပါတနာဖြစ်သွားတယ်ကို ownership လို့ခေါ်တယ်ကောင်းကင်တဲ့မြေကြီးကိုအာဗြဟံအစိုးရတာမဟုတ်တော့ဖခင်နဲ့အာဗြဟံနှစ်ယောက်လုံးပေါင်းပါတယ်ကျွန်တော်အဲ့ကျမ်းပိုက်ပြပေးပါကပ္ပဦးကျမ်းခန်းကြီး14မှာအခန်းငယ်18ကိုပြပေးပါโอเคအရှိဖိုက်ကိုပြောင်းပေးပါ16ကနေစရအောင်ဒါဘယ်လောက်16ဒီမှာပြောလဲဆိုတော့ခေဒေါရလောမာနဲ့သူဖတ်၌နေသောမင်းကြီးတို့ကိုလှုပ်ကြံရမှာအာဗြဟံပြန်လာသောအခါတောတုံမင်းကြီးသည်ခီးဥကြိုပြု၍အာမင်တောတုံမင်းကြီးလာကြိုတယ်ရှာဝေကြိုင်တည်ဟူသောမင်းကြီးကြိုင်ကိုထွက်သွား၏ဆက်သွားရအောင်18အမြင့်ဆုံးသောဘုရားသခင်ယေဘရဟိဖြစ်သောရှာလင်မင်းကြီးမေလခိစေဒက်သည်မုန့်နဲ့စပည့်ကိုဆောင်ခဲ့ပြီးလေမေလခိစေဒက်ကမုန့်နဲ့စပည့်ကိုယူလာခဲ့တယ်ဆက်သွားရအောင်ကောင်းကင်မြေကြီးရှင်အမြင့်ဆုံးသောဘုရားသခင်သည်အာဗြဟံကကောင်းချီးပေးတော်မူပါစေသောအာဗြဟံကိုကောင်းချီးပေး၍အာဗြဟံကိုကောင်းချီးပေး၍ဘယ်လိုပေးတာလဲ Blessed be the most high God sorry အရှိကိုပြပေး He blessed himမေလခိစေဒက်က bless လုပ်လိုက်တယ် He blessed him bless လုပ်လိုက်ဘယ်လို bless လုပ်လဲ Blessed be Abraham Amen the most high God the possessor of heaven and earth hallelujahအဲ့ဒီ possessor of heaven and earth ကဖခင်သခင်ကိုပြောနေတာမဟုတ်ဘူးအာဗြဟံကိုပြောနေတာအခုက possessor of heaven and earth ကဖခင်တယောက်တည်းမပိုင်တော့ဘူးအာဗြဟံနဲ့ဖခင်နှစ်ယောက်ပေါင်းပိုင်တာနှစ်ယောက်ပေါင်းကင်တဲ့ territory ဖြစ်သွားပြီ hallelujah အဲ့မြန်မာကျမ်းစာကိုသင်ဖတ်ရင်ထာဝရဘုရားသခင်ကောင်းကင်တဲ့မြေကြီးကိုအစိုးရတဲ့ဖခင်လို့သင်ထင်မယ်တကယ်လို့ကောင်းကင်တဲ့မြေကြီးကိုအစိုးရတဲ့ဘုရားသခင်ဆိုလို့ရှိရင် Blessed be God of Abraham the possessor of heaven and earth အခုက God of Abraham မို့ Abraham of God Amen အခုကအာဗြဟံရဲ့ဖခင်မဟုတ်ဘူးဖခင်သခင်ရဲ့အာဗြဟံ Hallelujah ဖခင်သခင်ရဲ့အာဗြဟံဘာတူလဲ possessor of heaven and earth ကောင်းကင်တဲ့မြေကြီးကိုပိုင်တဲ့ဖခင်သခင်ရဲ့အာဗြဟံသည်ကောင်းကြီးရှိပါစေလို့ကောင်းကြီးပေးတယ်ချိန်သွားပြီအခုကအာဗြဟံကကောင်းကင်မြေကြီးနယ်ပယ်ကိုနှစ်ယောက်အတူတူပိုင်တာဖြစ်သွားပြီဒါကြောင့်အာဗြဟံကိုဘုရားသခင်ကမြေကြီးကိုစီရင်မဲ့ချိန်အရင်မေးရတယ်ငါကျွန်အာဗြဟံကိုမဖော်ပြပဲငါလုပ်လို့ရလားဘာလို့ဆိုဒါရိုက်တာနှစ်ယောက်ဖြစ်နေလို့နှစ်ယောက်ကအစည်းအဝေးထိုင်ပြီးမှလုပ်ရတယ်ဘယ်နှစ်ယောက်ဒါရိုက်တာတွဲချင်လဲကြည့်ကျွန်တော်ဝိညာဉ်ခေါင်းဆောင်တွေကအစည်းအဝေးတိုင်းကျွန်တော်ပါတယ်ဘာလို့ကျွန်တော်ပါလဲကျွန်တော်ဝိညာဉ်သားလေကျွန်တော်ဘလို့ join လာတာလဲ
တနာမလဲဒီဒရိုက်တာတွေကိုဘယ်လို join ရတာလဲသင် join လို့ရတယ်ဝိညာဉ်ခေါင်းဆောင်နေရဲ့ territory ထဲမှာသင်လဲ director ဝင်လောက်တာ partner ဝင်လောက်တာအချို့က director level ရောက်လာခြင်းနဲ့ board member level ရောက်လာခြင်းနဲ့ leader level ရောက်လာခြင်းနဲ့ဒါပေမဲ့သင်က partnership ကြတော့မ join ဘူးအာမင်အခုအာဗြဟံနဲ့ဘုရား partnership level စကားပြောရတာ hallelujah ဘာလို့ဆိုအာဗြဟံကရောက်တဲ့မြို့တိုင်းမှာရစ်ပလင်တီးတာရောက်တဲ့မြို့တိုင်းမှာအလူငွေထည့်တာရောက်တဲ့မြို့တိုင်းဖျားကိုပူဇော်တယ်သူ့ရဲ့ rank ကပြောင်းသွားပြီသူ့ rank ကချိန်သွား level ကနောက် level မှာအခုပိုဆိုးပြီဘာလုပ်ပလိုက်လဲဆိုတော့ကောင်းကြီးလဲပေးရောအငယ်19ဘာလုပ်လဲအာဗြဟံသည်ဥစ္စာရှိသမျှတို့ကိုအာမင်ထိုမင်းအား10%ပေးလေ၏သူ bless လုပ်လိုက်တာအာမင်သူ bless လုပ်လိုက်တာနဲ့အာဗြဟံအနှဲငယ်သောမျိုးစေ့ပျောက်သွားတယ်သူသိတယ်ဒါမျိုး blessing မျိုးကငါအနှဲငယ်သွားလုပ်လို့မရအောင်ငါကြံခဲ့လိမ့်မယ်အဲ့တော့ဥစ္စာရှိသမျှရဲ့10%ဘယ်ဟာဥစ္စာလဲအခုပဲစစ်တိုက်ပြီးပြန်လာတာတောတုံမင်းကြီးတောင်လေစိတ်မှာလာကြိုတုံးရှိသေးတယ်ဟာလေလုယာသူ့အရင်မခွဲပေးဘူးမေလခိစေတက်ကိုအရင်ခွဲပေးပလိုက်တယ်ဟာလေလုယာတော်သေးတယ်မေလခိစေတက်လည်းမုတ်နဲ့စပြည့်ကင်ပြီးလာကြိုလို့မဟုတ်ရင်တောတုံမင်းကြီးအကုန်မတော့မှာဘုရားသခင်ကအပြစ်ရှိတော်သူရဲ့စီစဉ်ကိုသူ့အိမ်တော်ထဲပြန်ယူလာတယ်ဘုရားသခင်ပြန်ယူလာမယ်တော့ဒီနေ့နှုတ်ကပတ်တော်ကျွန်တော်ဝင်ခါတယ်သင်ဟာဒီနေ့partnership ကသင်ရဲ့ authority ကိုချိန်ပေးတယ်အဲ့တော့ကျွန်တော်ဘာလုပ်ရလဲကျွန်တော်ဟာစင်ရတဲ့ကိုပေးတဲ့သူကထာဝရဘုရားကိုချီးတဲ့အဆင့်ပဲရှိတယ်တနည်းအားဖြင့်သင်ပေးတာမဟုတ်ဘုရားသူပေးတာငါမင်းရှိရာချီးမယ်ပြန်ဆက်မယ်အခုကြတော့စင်ရတဲ့ပေးတာမဟုတ်မေလခိစေတက်ကိုပေးတာကြတော့ဗျာဒိတ်မတူတော့ဒါကြတော့သင်ကိုပေးတဲ့ blessing ကြောင့်ဒီ blessing ကို activate လုပ်တာအာမင်ဒီ blessing ကို activate လုပ်ရင်ပုံစံမတူဘာကြည့်ဒါဘိတ်သိက်ရှိတဲ့သူဒါဘိတ်သိက်ရှိတဲ့သူကျွန်တော်ကိုပတ်စံတရွက်လောက်ဘယ်သူမှရှိလဲမသိဘူး hallelujah yes ဖျားထူကောင်းကြီးပေးပါစေဒါအthinkကျွန်တော်လက်ထဲမှာကင်ထားတဲ့ American dollar 1 သန်းပဲထားလိုက်သင်မြင်ရလားမသိဘူးကျွန်တော်စပြည့်နဲ့ရစ်မူးနေကျွန်တော်1000နေပါတယ်မတွေ့ဘူး1 သန်းပဲကျွန်တော်တွေ့တယ်ကျွန်တော်ဝิญဉ်တော်နဲ့ရစ်မူးနေကျွန်တော်မျက်စိကမတွေ့ဘူး1 သန်းပဲတွေ့တယ်1 million ကြည့်ကျွန်တော်ဘဝမှာကျွန်တော်က1 million ထက်ကြီးမြတ်တဲ့ level မှာကျွန်တော်အလုပ်လုပ်ချင်တယ်ဒါပေမဲ့1 million ကကျွန်တော်အရင် limit လုပ်လုံးတယ်။ तू ကကျွန်တော်အရှိမ Goliath လိုပဲ1 million ကျွန်တော်တို့ Goliath လိုပဲဒါကိုပြည့်ဖို့မနှဲရှာရတာအဲ့တော့1 million ကကျွန်တော်အတွက် तू က blessing မဟုတ်တကယ်တော့ तू ကတဘိုးဖြစ်တယ်ကျွန်တော်ကနှစ်တိုင်းလတိုင်းမှာအဲ့ဒီ1 million dollar နဲ့ပေးကမ်းနေရတယ်ပါဝင်နေရတယ်ခြေလန်းနေရတယ်ကြာတော့ကျွန်တော်ပင်ပန်းနေပြီအဲ့တော့ကျွန်တော်လုပ်လို့ရတာတစ်ခုပဲရှိတယ်ဒီ1 million dollar ကအခုက blessing မဟုတ်တဘိုးဖြစ်သွားပြီအရင် level တုန်းက1 million blessing ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ကောင်းကြီးကချိန်သွားပြီအရင်တုန်းကလူတစ်ယောက်ကိုပဲဥဆောင်တုန်းက1 million က blessing ဒါပေမဲ့အာဗြဟံကလူ318ယောက်ကို train ရတယ်1 million က burden ဖြစ်သွားပြီအဲ့တော့သင်မှာအခုသင်ဘဝရဲ့ burden ကဘယ်လောက်လဲburden ဆိုတာသင်ရဲ့ဝန်တော့ဝန်ပိုးတွေတဘိုးတွေသင်ပင်မန်းတယ်သင်ခုနေကျွန်တော်ကို300ပေးရင်အဲ့ဒါကျွန်တော်သင်တဘိုးပေးလိုက်တာတဘိုးပေးလိုက်တကိုးပေးတာမဟုတ်တဘိုးကျွန်တော်လောက်မှာမဟုတ်အာမင်အားကြောင့်မပေးတော့ဘူးဆရာကိုတဘိုးမပေးချင်လို့ဟာလေလုယာအဲ့တော့ကျွန်တော်လက်ထဲမှာ1000ရှိလေကျွန်တော်အတွက်ကအဲ့ဒါ blessing မဟုတ်တဘိုးဖြစ်တယ်ဘာလို့တဘိုးလဲဒီ1000ကိုကျွန်တော်ပါဝင်နေရတာတာဝန်ယူတဲ့နေရာတွေအများကြီးပဲအဲ့တော့ကျွန်တော်အတွက်
ကျွန်တော်လှုပ်ချင်တဲ့ဟာတွေအများကြီးလှုပ်ခွင့်မရအာမင်အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ရဲ့1000ကကျွန်တော်ချမ်းဝဲခြင်းတယ်ဟိုမလောက်ဒီမလောက်200လိုသလိုလို400လိုသလိုလိုနဲ့ကိုလိုကန်လာပြီးတက်တယ်ကျွန်တော်ရဲ့ပထမဦးဆုံးကျွန်တော်ဝယ်တဲ့ခြံဟိုလိုလိုဒီလိုလိုနဲ့လာလိုတာဖြစ်ကျွန်တော်အဲ့နေ့ကကျွန်တော်ဝိညာဉ်ဖခင်နဲ့တွေ့တာမေလခိစေတန်နဲ့တွေ့တာကျွန်တော်အဲ့1000ထည့်လိုက်တယ်အာမင်အဲ့တော့ကျွန်တော်အဲ့1000ကအခုက blessing မဟုတ်တော့ဘူးတဘိုးဖြစ်ပြီဒါပေမဲ့ဒီမှာကမေလခိစေတကဗိသိက်ရှိသူစုဝခြင်းကျေးဇူးကြောင့်တဘိုးပြက်ရတယ်ကျွန်တော်တဘိုးဖြတ်ချပလိုက်ပြီကျွန်တော်ခေါ်ထွက်အပြင်ထွက်ချလိုက်ပြီသင်နားလည်းဘုရားရှင်ကောင်းကြီးပေးပါစေဟာလေလုယာအဲ့တော့ကျွန်တော်ရဲ့အလူငွေပေးတဲ့ system ကိုကျွန်တော်တောင်ကြီးရလူတွေကိုသင်ပေးနေတာဟာလေလုယာအဲ့တော့ဘလောက်ပေးရလဲအလူငွေဆိုတာဘယ်လိုပေးရလဲသင်ကို limit လုပ်တဲ့တဘိုးကိုထည့်ရတာငါသိန်း900ရှိတယ်ကွာချမ်း1000ဖြစ်နေတယ်100လုံးနေတယ်အဲ့တော့ငါ90လောက်ထည့်ပြီးဆူတောင်းခံမယ်ကွာနှုတ်ကျွန်တော်အကုန်ထည့်လိုက်တာ900ထည့်ပြီး100ကိုအကျွေးမှတ်ခိုင်းပြီးထားရထည့်လိုက်တာအာမင်ဟာလေလုယာဟာလေလုယာရာပါကာရှာလာမာဟာအာမင်ဟာလေလုယာကျွန်တော်တဘိုးကျွန်တော်ကစူဝခြင်းကျေးဇူးနဲ့ဖြတ်ပလိုက်ပြီအဲ့တော့1000ကကျွန်တော်ဘဝမှာဘယ်တော့မှ limit မဖြစ်တော့ကျွန်တော်စူဝခြင်းကျေးဇူးမှာဖြတ်ထားလိုက်ပြီဟေရှာအခန်းကြီး10ငယ်20ခုမှာစူဝခြင်းကျေးဇူးကြောင့် yoke ဒါတဘိုး yoke shall be destroyed because of the anointing hallelujah အဲ့ anointing နဲ့ကျွန်တော် yoke ကိုဖျက်ဆီးပလိုက်ပြီတဘိုးပြတ်သွားပြီဘယ်တော့မှတင့်အတွက်1000ကတဘိုးကဲ့သို့မရှိတော့အဲ့တဘိုးကိုသင်ဖြတ်ခဲ့လိုက်ပြီ hallelujah အာမင်အဲ့တော့ကျွန်တော်ဒီမှာ1 millionကျွန်တော်သိမကြိုက်တိုးပွားဖို့တားနှေးတယ်ဟာတော့ကျွန်တော်ကပတ်မှာတကဘာလုံးပတ်မှာတကဘာလုံးကဆရာတွေကသိမပတ်တော့ကျွန်တော်ပတ်ချင်ပြီအာမင်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဒီတသန်းက limit လုံးပါကျွန်တော်ဒီတသန်းကမြေ၌ကျသောစပါးစရမပြတ်ရင်တစ်ခုပဲရှိနေမှာပြက်လင်မှုကများစွာသောအသီးကိုသီးလိုက်ပဲကျွန်တော်ထွက်သွားလိုက်ပြီဟာလေလုယာတင်ကရိတ်ချင်တာတခုကျဲတဲ့အစိရတခုနှားနေတယ်အစိမားနေတယ်ဒီအစိပြတ်မှရမှာအာမင်ဒီအစိပြတ်မှရမှာဟာလေလုယာအားလုံးနားလည်လားမသိဘူးအဲ့တော့ကျွန်တော်ဘာလို့ကျွန်တော်ဖြတ်လို့ရတဲ့နေရာဟိုမှာဖြတ်လို့မရဟိုကဆင်းရဲသားခုနဘယင်လောက်တယ်ဆိုမြပဲဒီဆင်းရဲသားဖြတ်လို့မရဒီမှာသွားထည့်ရင်တင်ကအတိုးပဲရမှာအာမင်ဒါကကျွန်တော်ကအတိုးလိုချင်တာမဟုတ်ဘူးကျွန်တော်တဘိုးဖြတ်ပလိုက်တာဘယ်တော့မှ1 million ငါ့ကိုလာ limit လောက်ထားလို့မရအောင်1 million လောက်ကခြားတိတ်ပဲရှိတယ်ဟာလေလုယာဟာလေလုယာဘုရားကသင် revelation ပေးပါစေ revelation ပေးပါစေရာဘ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 ာဒီလာဘ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 ာဆန္ဒလာဘာယာဟာလေလုယာဟာလေလုယာအာမင်အာမင်အဲ့တော့ကျွန်တော်လွှမ်းမိုးလို့ရပြီဟိုဘက်ကတယောက်ဟိုမှာအရိမာသဲမြို့သားယောသက်ကျွန်တော်လွှမ်းမိုးမှရမယ်ကျွန်တော်မိခွန်းကယေရှုကမွေးနေ့တုန်းကရွှေတွေလောဘန်တွေမုရန်တွေဘယ်ရောက်သွားလဲဘယ်ရောက်သွားလဲအခွန်အောင်မဆက်နိုင်အလူငွေထဲတာအချိန်လွန်သွားလို့သူ့မိသားစုကလက်သမားလုပ်တယ်အဲ့လောက်အလူငွေရမှာတော့လက်သမားလုပ်စရာတော့မလိုယေရှုလှူပလိုက်တာလှူပြီးဘာလုပ်တာလဲအသက်30အရွယ်မှာဝိညာဉ်တော်လောင်းဖို့အလှူပလိုက်တယ်ဘိသိက်ရသွားပြီထပ်ပြီးလှူတယ်ယေရှုနာမှာမီလီယံနာတွေအပြည့်ပဲယေရှုနာမှာစားတော်ကခုစားရဲ့မယာဟေရုမင်းရဲ့စားတော်ကခုစား treasurer ဘန်နာထင်းရဲ့ဇနီးဂျိုဝမ်နာနဲ့ဆူဇန်နာနဲ့မာဂတ်လမာရီနဲ့အခြားသောမိန်းမယောက်ျားတွေမပါဘူးဖြစ်တယ်အခြားသောမိန်းမအားလုံးကလည်းတထဲတည်းကြီးပဲဟာလေလုယာတော်တွေအားလုံးယေရှုနောက်မှာမိမိဥစ္စာကိုလှူ၍ကိုယ်တော်ကိုလှုပ်ကြွေးသောမိန်းမအများပါကြ၏အဲ့လောက်အများကြီးပါတာယေရှုကအခွန်ပေးဖို့ကြတော့ပတ်စံမရှိဘူးပေတရုကိုငါးဖမ်းခိုင်းတယ်ဘာဖြစ်လို့လဲယေရှု ministry ကဘန်ထဲမှာစုတဲ့ ministry မဟုတ်ဘူး तू ကပေးပြီးတော့ rank ကိုပြောင်းတာပေးပြီးနောက်ထပ် rank တစ်ဆင့်
အဲ့တော့အရိမာသဲမြို့သားယောသက်အားလုံးခဏလောက်ထိုင်ရအားလုံးခဏလောက်ထိုင်ရအောင်သင်တွေ့လားယေရှုခရစ်တော်တည်တဲ့အချိန်နီကိုတင်ဆိုတာကဖာရိရှဲ80ထဲမှာအမြင့်ဆုံးဖာရိရှဲထဲမှာတယောက်အပါဖြစ်တယ်ဂါမလီလတို့နဲ့ level တူတယ်နီကိုတင်နောက်တစ်ယောက်ရှိတယ်အရိမာသဲမြို့သားယောသက်ကျမ်းစာပြောတယ်အရိမာသဲမြို့သားယောသက်တည်တဲ့ယူဒလွတ်တော်ရဲ့အကြီးအကဲတဲ့လွတ်တော်ထဲမှာပါဖို့ဆိုတာဖာရိရှဲတွေရဘိုင်းတွေပဲပါတာအဲ့တော့အရိမာသဲမြို့သားယောသက်ကရဘိုင်းတွေကတယောက်ဂျူးတွေကရဘိုင်းလို့ဖို့စင်ရဲသားရဘိုင်းလို့လို့မရဆရာဂျူးဆရာဂျူးတွေရဲ့ဆရာတွေကအကုန်လုံးကဘီလီယံနာတွေကြီးပဲအဲ့တော့ဘာလို့ကလဲဆိုတော့အရိမာသဲမြို့သားယောသက်ကစီးပွားရေးမှာနာမည်ကြီးတာမဟုတ်ဘူးဂျူးရဲ့ကောင်စီထဲမှာလူကြီးဖြစ်တယ်အဲ့တော့အဲ့ဒီ level တွေကိုယေရှုကလွှမ်းမိုးတယ်ယေရှုကလက်သမားအတိုင်းဝိုင်းလောက်ပဲလွှမ်းမိုးတာမဟုတ်ယေရှုရဲ့ ministry ဟာတနိုင်ငံလုံးမှာဩဇာအာဏာဘေး office မှာဩဇာရှိတယ်ဩဇာကြီးတဲ့လူတိုင်းကိုသူအကုန်လွှမ်းမိုးထားတယ်ယေရှုဖြစ်တယ်ဘာနဲ့သူလွှမ်းမိုးလဲသူပေးပြီးလွှမ်းမိုးတယ်ဒါကြောင့်အစွန့်ကြဲခံခြင်းထက်စွန့်ကြဲခြင်းအရာကမင်္ဂလာရှိသည်အာမင်အဲ့တော့စွန့်တဲ့အခါဒီဘက်ကိုပေးဒီမှာမေလခိစေတက်ကိုသင်ကျဲတဲ့အခါသင်က rank ကတက်သွားပြီအဲ့တော့ဟို318ယောက်လောက်ကတော့အသာလေးကျွေးလို့ရတယ်ဟိုမှာစင်ရသား318ယောက်အာဗြဟံအိမ်မှာကြီးတာအဲ့လိုပြောလို့စင်ရသားမဟုတ်ဒီမှာခုသူကျွန်တော်တို့မုတ်တွေဝယ်ကျွေးနေအာမင်ခုနရှင်ဘရင်အခုကစင်ရသားတရုတ်ဆောင်ကွာသွားတာဟာလေလုယာအဲ့တော့သင်ဟာလူ318ယောက်ကိုကျွေးခြင်းတယ်အာမင်တယောက်တည်းအားငယ်နေမှာဆိုလို့နောက်တစ်ယောက်ခေါ်လိုက်ပဲဟာလေလုယာ318ယောက်ကိုအာဗြဟံကကျွေးခြင်းရင်ဒီဘက်မှာဘိသိက်ကတက်မှရအဲ့တော့ဟိုကျွေးတာဘိသိက်တတ်မပြောင်းဒီမှာသင်ရဲ့ limit တွေကိုဖြတ်တဲ့နေရာအဲ့တော့ကျွန်တော်သင်ကိုငွေကြေးနဲ့ပတ်သက်ပြီး limit ဖြတ်တောက်နေရမှာကိုသင်ပေးတာအာမင်ဒီထဲမှာပြတ်တောက်လိမ့်မယ်အဲ့ level ကနေပြီးတော့အဲ့ level အဲ့ဘွားကနေစပြီးပြောင်းလဲမဲ့သူတွေဒီထဲမှာရှိတယ်သင်ဟာ318မဟုတ်လူ3000ကျွေးရင်လည်းအေးဆေးပဲလူ9000ကျွေးရင်လည်းအေးဆေးပဲလူ1000ကျွေးရင်လည်းအေးဆေးပဲအဲ့ဒီ level ကိုရောက်လာလိမ့်မယ် hallelujah အဲ့တော့ကျွန်တော်1 million ကဟိုသွားလို့မရဘူးဟိုသွားရင်အတိုးပဲရမှာကျွန်တော်ဒီမှာ limit ဖြတ်ဘာလို့ကျွန်တော်သွားချင်တာ100 million ကိုသွားချင်တာအဲ့တော့ကျွန်တော်ဒီမှာ limit ဖြတ်ပြီးကျွန်တော်အဲ့ဟာကိုကြော်သွားရင်ဟိုဘက်က3180ဟာအေးဆေးကျွေးလို့ရပြီယေရှုဆို9000အေးဆေးကျွေးလိုက်တာ hallelujah ဒီအဲ့ level ရောက်သွားရင်ဘာဖြစ်မလဲကျွန်တော်တို့ရှင်းပြခဏလောက်ထိုင်ပေးပါအောင်သင်ဟာဒီငွေချင်းနယ်ပယ်ကိုအမိန့်ပေးလို့ရသွားပြီအရင်တော့ကသင်ဟာ350တရားကိုအမိန့်ပေးတာမဖြစ်ဘူးဒီ level ဖြတ်တောက်ပြီးသွားရင်သင်ဒီဘက်ကနေဟို318ယောက်ကိုကျွေးဖို့ဆိုတာဗဇက်မှာပဲရှိတော့တယ်ဒါကြောင့်ယေရှုကလူ9000ကျွေးဖို့မုံ9လုံးကင်ထားတာအေးဆေးပဲလူ9000ကိုကျွေးဖို့မုံ9လုံးကင်တာအေးအေးဆေးဆေးကင်တယ်ရင်မခုံဘူးတီတီငိမ့်ငိမ့်ပဲကိုတော့ယေရှုတင်တယ်ပေတရုရဲ့ရပြီးဝေးလိုက်တော့တယ်ဟာလေလုယာလူ9000ကစား၍ဝပြီးမှ12တောင်းကြံကျွင်းတယ်ဒါမျိုးကတစ်ချိန်ပဲမဟုတ်နောက်တစ်ချိန်နဲ့ထပ်လုပ်တယ်9တောင်းကြံကျွင်းတယ်နောက်တစ်ချိန်ဘာအားဖြင့်ယေရှုကဒီလိုအမိန့်ပေးနိုင်တာလဲယေရှုရဲ့နယ်နမိတ်ကကြီးသွားပြီယေရှုဟာတစ်ချက်ဖို့နှစ်ချက်ဖို့အမိန့်ပေးတဲ့သူမဟုတ်တော့ဘူးမီလီယံနဲ့ဖြစ်သွားပြီဒါကြောင့်ဆရာကြီးယူဘတ်အင်ဂျယ်တရက်မှာသူအလှငွေကောက်တယ်လူတွေကသူကောက်တော့အလူးလဲလာထည့်တာဒါပေမဲ့ဒေါ်လာ3သိန်းတောင်မပြည့်ပါစတာခရစ်ကမကြောက်ခဏနေထွက်လာပြီးတော့9မိနစ်တောင်မကြောက်စကားလေးနည်းနည်းပြောပြီးအလူငွေကောက်တာလူ9ယောက်ပဲထွက်လာတယ်9သန်းပြည့်သွားတယ်အမိန့်ပေးတဲ့ level กว่าသွားတယ်တင်က commander တယောက်လိုဖြစ်လာတာသိန်း1000ကို command လုပ်လို့ရတယ်နောက်သိန်း3သိန်းကိုအမိန့်ပေးလို့ရတယ်သိန်း3သိန်းကဒီအပတ်ထဲလာမယ်ပြောရင်ဒီအပတ်ထဲရောက်လာလိမ့်မယ်
သိန်းတစ်သန်းကဒီအပတ်ထဲဝင်မယ်ပြောရင်ပြောလို့ရဟာလေလုယာအာမင်အာမင်ဟာလေလုယာဟာလေလုယာဒါကြောင့် prophet ဇာခရိမလာခင်ဘုရားသခင်ကဘာကိုစေလွတ်လဲဆိုတော့ prophet ဟဂဲနဲ့ဇာခရိကအတူတူလာတယ်ဒါပေမဲ့သင်ကျမ်းပိုက်ကိုသင်ကြည့်လိုက်ဘုရားသခင်ကဟဂဲအားဖြင့်ဘာကို prophet ပြုလဲဟဂဲအားဖြင့်ဘုရားသခင်ကယေရုရှလင်ဗိမာန်တော်ဆောက်ဖို့မျိုးစေ့ကျဲဖို့နှိုးဆော်တယ်ဟဂဲကဇာခရိကျတော့ဘာ prophet ပြုလဲမြို့အလယ်မှာငါဘုံရှိမယ်ငါဒီမြို့ကိုကာတဲ့မိမြို့ရိုးဖြစ်တယ်ယေရုရှလင်မြို့သင်ဟာဝပြောပြီးအရရက်ကိုနှံ့ပြပြီးစီပင်ကြလိမ့်မယ် my city my temple မဟုတ်တော့ temple ကဟဂဲပြောတာ city ကဇာခရိပြောတာ temple မှာ anointing တက်ရင် city မှာ anointing တက်တယ်ဒါကြောင့်မလို့ဒါကြောင့် temple ရဲ့ anointing ကိုချိန်ရတယ်ဒါကြောင့်အမှောင်လောကသူတို့ရဲ့ temple အတိုင်းသူတို့ city ရဲ့ anointing တက်တာ temple ရဲ့ anointing ကိုချိန်တာနဲ့ city ရဲ့ anointing ကတန်းပြောင်းတယ်အဲကြောင့် temple anointing ပြောင်းဖို့လိုအပ်တယ်သင်အသင်းတော်ကသင် temple ဖြစ်တယ်သင်ဝိညာဉ်ခေါင်းဆောင်ကသင် temple ဖြစ်တယ်ကျွန်တော်ဝိညာဉ်ဖခင်ကကျွန်တော်အတွက် temple ဖြစ်တယ် hallelujah temple temple အားလုံးပြော templeအာမင်ဗိမာန်တော်ဗိမာန်တော်ရှုနေမျိုးသူမှာဗိမာန်တော်မရှိဘူးဒါပေမဲ့အေလိရှဲရှိတယ်အာမင်ဣသရေလမှာကအေလိရှဲမရှိဘူးယေရုရှလင်ဗိမာန်တော်ရှိတယ်အဲ့တော့သင်ရဲ့ဗိမာန်တော်ကိုသင်ရှားမယ်သင်ရဲ့မေလခိဇေဒက်ကိုရှားမယ်သင်ရဲ့အေလိရှဲကိုရှားမယ် temple anointing တက်တိုင်းအာမင် temple မှာသင်စစိုက်ပြိုးတိုင်းရှုနေမျိုးသူကအခုက temple ကနေပူရဲလျှောက်သွားပြီးတော့ hotel တွေလိုက်မေးပြီးအခန်းမရအောင်ရှုနေမျိုးသူက idea ရပါအဲ့ hotel ထက်ကောင်းတဲ့အခန်းဆောက်ပေးမယ် temple ကို anoint လုပ်လိုက်တာ temple ကိုစီလောင်းလိုက်တာရှုနေမျိုးသူရဲ့စီယာတက်သွားပြီဒါကြောင့်ဒါဝိဒ်ကငါနေတဲ့အိမ်ကအာရက်တစ်သားနဲ့လုပ်တယ်ဒါပေမဲ့ငါရဲ့ကိုးကွယ်တဲ့ငါ့ကိုစကားပြောတဲ့ပြည့်ညတ်တော်10ပါးအာယုံရဲ့လှံမာနမုတ်ထည့်ထားတဲ့ဗြိဉ္ဉ်တစ်တာကကလကာနဲ့ပတ်ထားတယ်။ဘာလို့အဲ့ဒီကလကာတွေကနေငါ့ကိုမာနမုတ်ကျွေးတယ်။အဲ့ဒီကလကာတွေကနေငါ့ကိုနှုတ်ကပတ်တော်ပေးတယ်။အဲ့ဒီကလကာတွေကနေငါ့ကိုအာယုံရဲ့လှံနဲ့ပင်လယ်နှချမ်းခွဲတဲ့ကြောက်ထဲရရေထွက်တယ်။အခုငါရဲ့ဗြိဉ္ဉ်တစ်တာကကလကာနဲ့ပတ်ထားတယ်ငါကအာရတတာအိမ်နဲ့နေတယ်အဲ့တော့ငါဘာလုပ်မလဲအဲ့တစ်တာအတွက်ငါဗိမာန်တော်ဆောက်ပဲအဲ့တစ်တာအတွက်ငါဗိမာန်တော်အကြီးဆုံးဆောက်ပဲဒါဝိတ်ဘယ်လောက်ထည့်လဲ American dollar 16 million ထည့်တယ် billion American dollar 16 billion ကျော်တယ် hallelujah amen သူ temple ကိုကြည့်တယ် temple ရတနာကမှာtemple ကိုစီလောင်းအာမင်အာမင် temple ကို anoint လုပ် temple ကနေမန္နမုတ်လာတယ် temple ကနေပြည့်ညတ်တော်လာတယ် temple ကနေတကိုးပြတဲ့လှန်လာတယ်သုံးခုစလုံး temple ထဲမှာရှိတယ်ဗြိဉ္ဉ်တစ်တာထဲမှာရှိတယ်မဲအဲ့ဒီတစ်တာမိုးပတ်နေပြီအဲ့တစ်တာလမ်းဘေးရောက်နေပြီအဲ့တစ်တာကြည့်လို့မကောင်းတော့သင်ဘလောက် temple ကို anoint လုပ်တတ်တယ် temple ကိုဗိတ်သိက်တယ်ဒါကြောင့်မလို့ယာကုပ်ကနောက်မျိုးဆက်တွေဗိတ်သိက်ဖို့ तू က prophetic action နဲ့ကြောက်ကိုစီလောင်းခဲ့လိုက်တယ်ဒီနေရာငါ့ကိုစကားပြောတယ်ဒီနေရာငါ့ကိုဖွင့်ပြချက်ပေးတယ်ဒီနေရာကငါရဲ့ temple ရှုနေမျိုး तू ကအေလိရှဲက तू temple तू စီလောင်းလိုက်တယ်လောင်းလိုက်တော့ဘာဖြစ်လဲမနဲ့ရောက်တော့ကလေးရပြီညအေလိရှဲအိတ်တာမိုးလင်းတော့ကိုဝင်ရသွားပြီအိတ်တာအေလိရှဲ तू အိတ်တာကိုဝင်မရအောင်အေလိရှဲအိတ်တာကိုဝင်ရသွားတယ်အာမင်အာမင်အဲ့ဒီမွေရာကပုံမှန်ရှုနေမျိုးသူအိတ်တာအခုအေလိရှဲအတွက်ခင်းလိုက်တာသူကိုဝင်ရသွားတယ် praise the lord praise the lord hallelujah hallelujah ဒါကြောင့် temple ကိုဖိတ်သိပ်ပါ temple ကိုဖိတ်သိပ်ပါအဲကြောင့်ကျွန်တော်ဘဝမှာ temple ကိုကျွန်တော်ပါဝင်တယ်ပြီးရင်ကျွန်တော်ဘဝရဲ့နှုတ်ကပတ်တော်ပေးတဲ့ခေါင်းဆောင်ကျွန်တော်ဝိညာဉ်ဖခင်ကျွန်တော်နေ့တိုင်းနေ့ပါ devotion လုပ်တာအာမင်
ဖွင့်ပြချက်တွေကျွန်တော်နားထောင်ရတယ်ကျွန်တော်ရဲ့အေလိရှေကျွန်တော်ရဲ့အသင်းတော်ကျွန်တော်ရဲ့ဗိမာန်တော်ဒိဗ္ဗံပါလေကျွန်တော်ကိုဗျာဒိတ်ပေးတဲ့နေရာဗျာဒိတ်ဖွင့်ပြချက်ပေးတဲ့သူသင်ကိုဘယ်သူဗျာဒိတ်ဖွင့်ပြချက်ပေးတယ်လဲအဲ့ဒီနေရာမှာစိုက်ပျိုးရင်ကျွန်တော်ဟာအငယ်ဆုံးသောသူတွေပျောက်ဆုံးဝိညာဉ်တွေအေးဝင်ကလေးတွေကျွန်တော်အေးဆေးလုပ်လို့ရတယ်။ဘာလို့ကျွန်တော်ရဲ့ glory ကချိန်သွားပြီ။ glory to glory ကိုရွှေ့ပလိုက်ပြီ။အာမင်။အားလုံးနားလည်မလားမသိဘူးခဏလောက်ထိုင်အောင်အားလုံးပဲပြန်သွားလို့ရပါပြီ။ဖျားရှင်ထူကောင်းကြီးပေးပါစေ။ကျွန်တော်တစ်ချက်လောက်ပေးပါအောင်ဆရာ။နောက်ဖျားရှင်ထူကောင်းကြီးပေးပါစေ။ hallelujah hallelujah အားလုံးပဲကောင်းကြီးဖြစ်ရလားဝိညာဉ်တော်နှိုးဆော်လို့မနက်ကဆရာမကဝိညာဉ်တော်နှိုးဆော်လို့အနာငိမ့်ဆူတောင်းတယ်ကျွန်တော်ဝိညာဉ်တော်နှိုးဆော်လို့အခုသင်ငွေကြေးအတွက်သင်ပေးတယ်သင်တို့ငွေကြေးနဲ့ပတ်သက်ပြီးဘဝပြောင်းလဲခွင့်ရမယ်ဟာလေလုယာအာမင်ဝိညာဉ်တော်နှိုးဆော်လို့သင်တို့ရဲ့ဒီနေ့ပေးကမ်းတဲ့ level တွေပြောင်းသွားလိမ့်မယ် glory to glory ကိုရွှေ့လာမယ်အာဗြဟံကဣဇက်ကိုပေးတာအလူငွေထည့်တာမဟုတ်တော့ဣဇက်ကိုပေးတာဒီအလူငွေရကဘာမှာအများဆုံးအလူငွေဘာလို့ဆိုအနာဂတ်တစ်ခုလုံးထည့်ပလိုက်တာဣဇက်နိုင်တာမင်းရဲ့အနာဂတ်တည်လိမ့်မယ်ဣဇက်နိုင်တာလူမျိုးကြီးကတည်လိမ့်မယ်အခုလူမျိုးကြီးကိုအလူငွေအိတ်ထဲထည့်ပလိုက်တယ်ဟာလေလုယာဟာလေလုယာပေးရတဲ့အတွက်အာဗြဟံကိုအဲ့ဒီမှာပဲဘုရားကပြောတယ်သမုတ်တရားသဲလုံးနဲ့ပုံများစေမယ်အရင်ကလူမျိုးကြီးကတယောက်ပဲရှိရအခုသမုတ်တရားသဲလုံးဖြစ်သွားပြီသင်ရဲ့မီလီယံကိုဘုရားသမုတ်တရားသဲလုံးနဲ့ပြောင်းပေးလိုက်မယ်မီလီယံနဲ့ချီတဲ့ငွေကြေးတွေကိုသမုတ်တရားသဲလုံးနဲ့အမျှပြောင်းပေးမယ်အာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်ဣဇက်လိုပဲသင်ကိုပြောခြင်းတယ်ငါသာသင်အနံ့ထာဝရဘုရားကောင်းချီးပေးတော်လေရဲ့အမွေးကြိုင်နဲ့တူတယ်ကျွန်တော်တို့ကတရားဟောတယ်အနံ့နဲ့ဟောတာအခုကျွန်တော်အနံ့ရတယ်သင်တို့ချမ်းသာတော့မယ်အနံ့ရတယ်ရှမ်းပြည်နယ်ထဲမှာ financial breakthrough အနံ့ရတယ်ပြီရှာလေဘောရှာခါလာပါဒီနေ့လာတဲ့သူတွေမှာမီလီယံနာတွေပေါ်ထွက်မယ်အနံ့ရတယ်ပြီမီလီယံနာတွေ multi billionaire တွေပေါ်ထွက်မယ်အနံ့ရတယ်ပြီအာမင်ဒီမှာပါဝင်တဲ့ pastor တွေမီလီယံနာ pastor ဖြစ်မဲ့အနံ့ရတယ်ပြီမီလီယံနာ pastor ဖြစ်မဲ့အနံ့ရာဘာဟာတာရာဘာစာဒီမှာရှိတဲ့ businessman တွေမီလီယံနာ multi millionaire businessman တွေဖြစ်မဲ့အနံ့ရနေပြီဒီမှာရှိတဲ့လူငယ်တွေဒီကောင်မတော်ဗျာလူငယ်များမလူငယ်တွေရှိလားဟာလေလုယာလူငယ်တွေတင်းရဲ့အသက်အရွယ်နုပြိုတီကိုအဘယ်သူမှမထီမဲ့မြင်မပြုစေနဲ့တင်းရဲ့ကျမ်းစာကြောင့်တက်ဖို့သူများထောက်ပံ့မဲ့သူမဟုတ်ကျွန်တော်တရက်မှာ scholarship ရတယ်မယူယုံကြည်ခြင်းလေ့ကျင့်ခြင်းလို့ office ကသူတွေကမျက်ခုံးလုံး scholarship ပေးတာမယူပဲဒီတိုင်းလာဘာယုံကြည်ခြင်းလေ့ကျင့်ခြင်းလို့အာမင်အာမင်မရှိသူများလူငယ်များကျွန်တော်အသက်30အရွယ်အောက်မှာကလေးကသိန်းထောင်နဲ့ချီမျိုးစေ့ကျဲတယ်လို့ကျွန်တော် business လည်းမလုပ်ဘူးဘာစီးပွားမှလည်းမရှိဘူးကျွန်တော်စီးပွားပါဇက်ပဲရှိတယ်prophet ပြုတယ်ဧဝံဂေလိဟောတယ်နှုတ်ကပတ်တော်ဟောတယ်တဲ့ဒီဘက်မှာလားဒီဘက်မှာလားကျွန်တော်တင်တယ်ဒီဘက်မှာဖြစ်လိမ့်မယ် hallelujah သင်တို့ဘာမှာ prophet ပြုတယ်သင်တို့ရဲ့အသက်အရွယ်ငယ်ရွယ်စဉ်မှာပင်သင်တို့က young rich young millionaire young billionaireဗိမာန်တော်အတွက်ဖယားအတွက်ကဘာအတွက်ဒိတ်ဒိတ်ကျဲတွေဖြစ်လာလိမ့်မယ်